ပေးရအောင်ဆုတောင်းခိုင်းမယ်နော်ခွင့်ဆုတောင်းပေးပါဆုတောင်းချပါတော့မြေတောင်ရှင်ပါဘုရားတောင်းစားလို့ထားပြီးတော့ဒီဘက်တော်ကိုဒီအတွက်ဘုရားကိုထားပြီးတော့ဒီလိုစီမောတဲ့ဆက်ကိုအတော်ဒီရဲ့ကျွန်တော်တို့တယောက်ချင်းစီမံဒီတော့ကောင်းပါဒီစီဆိုတဲ့အသက်ရှင်တဲ့ဘုရားပါတယ်ဘုရားကြီးနဲ့အားရဆရာကျွန်တော်တို့လည်းဝမ်းမြောက်ဆရာဖြစ်ပါကြောင်းဒီဘက်တော်ကိုလည်းမင်းမသားတဲ့ဘုရားစီကိုတောင်းဆက်တာစီတဲ့ဆက်လို့ဒီလိုဘုရားလည်းဆိုတော့ပါပြီးဆက်ပြီးတော့ပါဒီစီမောတဲ့ဆုတောင်းရဆောင်ကြပါအာမင်那啦，放下路线去了。တူလေတီတီတော့မယ်နော်ဆိုတော့ဘာလို့ဆက်အားဒီဆက်သွားတယ်ဆိုတော့အဲ့ဒီအားရတဲ့ကျွန်တော်ကိုလိုက်တာကြည့်လို့ဒီနေ့တော့ဆိုတော့အခုဒီမှာကျွန်တော်တို့ဒီ website ကိုကြည့်တတ်ကြတာကြည့်တတ်တဲ့လူတွေဘယ်နှယောက်လောက်ရှိလဲကြည့်တယ်ထောက်ပါအားနေတယ်နော်ကြည့်တဲ့တော့ပုံများဆိုတော့ဒီထဲမှာရွှေတွင်းတွေအများကြီးရှိတယ်တော့မတူကြအောင်ရွှေတွင်းတိုးရမှာနော်ဆိုတော့ဒီမှာဆိုရင်ဒီ book store ထဲမှာဆိုရင်စောက်ရှိတယ်ဒီချင်းဒီကစားကရင်လိုလည်းရှိတယ်နော်ကျွန်တော်ကရင်လိုတင်ပြီးမလို့ပါကကျွန်တော်တို့အသိမသိတော့ကျွန်တော်မသိပြီးတော့啥玩意儿去了？book store ထဲမှာရှိတယ်လေပြမယ်နော်ဒီမှာဒီလိုလို့ရှိတယ်လေတွေ့လားရရှိတယ်ဆရာ salvation correct salvation correct ဒီနားမှာလေဒီဥစ္စာနော်ဒီဥစ္စာလေး correct ပဲဟုတ်တယ်မလားအခင်းရ correct ဒီဘက်က same ရဒီဥစ္စာလေးအဲ့မယုံရင်ပြကြည့်နောက်ရစ်ပူဇော်ခြင်းတွေမှာရှိရစ်ပူဇော်ခြင်းဒီမှာလေဟုတ်ကဲ့ပါခင်ဗျာနော်တွေ့လားဒီမှာရွှေတွင်းရှိရတဲ့ကျွန်တော်တော့မတွေ့ဘူးနော်မပြောလိုက်တာအဲ့ဒါလည်းအရေးကြီးတယ်ဒါမှမဟုတ်ဆရာတွေကမပြတ်ချင်တာလားမသိဘူးနောက်ပြီးတော့Apple မတုံးတော့အနည်းရောက်လာတော့မယ်တင်တယ်ပုံသွားမယ်လက်စားနေပြန်စားမှာအနည်းအဲ့ဒါပဲ Apple နဲ့ကျွန်တော်နဲ့မတိတ်မတည့်ဘူးကျွန်တော်အဖြစ်မလို့များလေးပြတာကျွန်တော်အဖြစ်မလို့တော့ Apple မစားဘူးလေဟုတ်ပြီနောက်ဒီထဲမှာဆိုရင် good news เนาะဒီမှာဆိုရင်ကျန်းစာအုပ်ဒီမှာဆိုရင်တခြင်းတွေဒီမှာဆိုရင် video ဒီမှာဆို audio ဒီမှာဆိုပြခတ်တွေအဲ့ဒါလို့ဒီထဲမှာစာကြည့်တဲ့ထဲမှာဝင်ကြတော့ဒီမှာဆိုရင်သူကနောက်ဆုံးဟာတွေစာတွေတချို့ဟာတွေကိုဒီမှာအရှိမပြထားတယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်မျိုးစာတင်ပြဖို့လုပ်မှာလဲကျန်းစာကိုကြည့်ကြည့်အောင်နော်ကျန်းစာကိုဒီမှာကျန်းစာတွေ့ရနော်နောက်တော့မှကျွန်တော်တို့မတေခန်းကြီးဆက်ချောင်းရနေကြည့်စာရအောင်
ခါပါရှင်၏စက်တူလေကိုရောကိုဆုံးစမ်းတော့ချက်ချင်းကချင်းကံ၍မောကောင်းကဖြစ်တော်နမိတ်လက္ခဏာကိုပြတော်မူမည်အကြောင်းတောင်းတကြ၏ခင်ဗျားတို့ရောနမိတ်လက္ခဏာမတွေ့ရှင်ဘူးလားဘာလို့မတွေ့ရှင်တာလဲကျွန်တော်တို့လူတိုင်းကနမိတ်လက္ခဏာတွေ့ရှင်တယ်နော်ဟုတ်တော့ဟုတ်နော်နမိတ်လက္ခဏာမောကောင်းကင်မှာနမိတ်လက္ခဏာပြပါတဲ့ဒီတစ်ခေါက်တည်းတောင်းတာမဟုတ်ဘူးနော်စနေမှာလည်းတောင်းတယ်ဆိုတော့တို့တောင်းတယ်ဒီလိုတွေကစုံစမ်းခြင်းကနှောက်ယှက်ခြင်းကပဲတောင်းတာနော်တကယ်ယုံကြည်လို့တောင်းတာဟုတ်နော်သူတို့တောင်းတဲ့စိတ်ထားကိုပါတခါနဲ့ပါတဲ့ကရေးလိုက်တာနော်ဘယ်သူတွေလဲဖာရီရှင်းနဲ့ဇဒုကေဒီလိုတွေကကျန်တဲ့ပုဂ္ဂိုလ်တွေနော်ဖယားတရားမှာလိုက်စားတဲ့လူတွေတာမန်လူတွေမဟုတ်ဘူးဒီလူတွေကအခုကိစ္စဘာတွေဘယ်လိုလူစားမျိုးတွေလဲဒီလူတွေက တကယ်ဆရာကြီး အမှုတော်ဆောင်တွေဟောရမလားအမှုတော်ဆောင်တွေပဲနော်ဒီဇတ်ဖာရီရှင်းဇဒုကေတွေကတော့ liberal တွေ liberal အမှုတော်ဆောင်ရှိတယ်နော်ခင်ဗျားတို့ပါကင်ရောထဲမှာဆိုတော့ liberal တွေပဲဖြစ်များလိမ့်မယ်နော်ဖာရီရှင်းတွေကတော့ကျမ်းစာကိုအတိအကထားတယ်ကျမ်းစာကိုတအားလိလာတယ်နောက်တော့မှတအားလိလာတယ်ကျမ်းညွှန်းတွေလည်းသိတယ်ကျမ်းပိုက်တွေဒါပေမဲ့သူတို့ကအတိတ်ပဲဆူလူရင်းနာမလဲကျမ်းစာတော့တအားလိလာတယ်ဒိတ်ပဲနာမလဲခွဲဇဒုကေတွေကတော့ကျမ်းစာကိုအတိအကမဟုတ်ဘူးနိုင်ငံကြီးအတိအကမို့တော့ဆောင်ဖြစ်ပြင်မယ်လို့ဘာဖြစ်နေလဲနိုင်ငံကြီးလိုက်စားရတယ်ငါတို့တခါတည်းနဲ့ဥစားလုပ်မယ်ဆိုတော့ယောမလည်းအောက်ကနေလွတ်မြောက်ဖို့ရအဓိကဖြစ်တယ်ခေါင်းဆောင်နေကြတယ်နောက်ဒီဇတ်တုကဲတွေကယုံလဲမယုံဘူးဖယားယုံကြည်သူတို့ကဇတ်တုကဲတွေကဝိညာဉ်နာဝိညာဉ်ကိုမယုံဘူးနော်ဝိညာဉ်မယုံရှိတယ်လို့မယုံနော်ဒါဆိုရင်သူတို့ယုံကြည်ခြင်းနဲ့ပြီးသွားတယ်ဘာမှမကြတော့ဘာကြောင့်လဲဆိုတော့ဖယားတဲ့ခင်တွေပါတယ်နာဝိညာဉ်ဖြစ်တယ်လို့ပြောထားတော့မလားနာဝိညာဉ်ဖြစ်တယ်လေတရားရဲ့နာအဲ့ဒါကြောင့်နာဝိညာဉ်ဖြစ်တယ်ဆိုရဲစာသူတို့မယုံဘူးဆိုတော့နောက်ရှင်ပြန်ထမြောက်ခြင်းလည်းမယုံတဲ့ဖွယ်တယ်နော်နောက်ပြမနောက်ပြမပါလေကောင်းကင်တမန်ရှိတယ်လို့လည်းမယုံဘူးအဲ့ဒါဆိုရင်တော့သူတို့ယုံကြည်ခြင်းကဘာကြမ်းလဲ ဘာမရှိဘူး အားကျန်တော့ဖယားလည်းမရှိတယ်ဖယားတဲ့ကိနေဝိညာဉ်ဟုတ်သလားဇာတိဖြစ်သလားဝိညာဉ်ဒါဆိုဝိညာဉ်မရှိဘူးဆိုဖယားလည်းပါပြီလေရှိတော့အဲ့ဒါကြောင့်သူတို့ကဒါပေမဲ့လည်းဖယားယုံတယ်လို့လည်းဘာဖြစ်နေလဲပြောခံယူနေတာအဲ့ဓာတွေကခုခေတ်မှာဘယ်သူတွေလဲဆိုတော့ liberal တွေနော်ကျွန်တော်မြန်မာနိုင်ငံကခရီးယန်တွေကအများဖြင့် liberal များတယ်ဒါပေမဲ့အဲ့ဓာလေးခင်ဗျားတို့သိမှာမဟုတ်ဘာကြောင့်လဲဆိုတော့ကိုယ်တိုင်ကဘာမှမသိလာတဲ့ခွင့်ဘာမှမသိတောထဲကနေထွက်လာတဲ့လူတွေဆိုတော့ဒီအဲ့ဒါကြောင့်ဘာမှမသိဘူးနော်နော်ရှိလားဟုတ်တော့မလားဒါကြောင့်ကျွန်တော်တို့မှာဘာဖြစ်တယ်လဲဆိုတော့ဖာရီရှဲတွေကတော့ဝိညာဉ်ရှိတယ်ယုံတယ်ရှင်ပြန်ထမြောက်ခြင်းနဲ့ယုံတယ်နော်ဒါပေမဲ့သူတို့လိုအပ်တာကတော့ကျမ်းစာကိုလည်းတအားလိလာတယ်ကျူးစားတယ်ဒါပေမဲ့သူတို့လိုအပ်တာတော့အတိတ်ပဲနားမလဲဆိုလိုရင်းနားမလဲပဲနဲ့လူညံနဲ့ပဲတိပြီးတော့အဲ့ဒါကြောင့်လွဲနေတာဖရားတကယ်နဲ့တစ်ချိန်လုံးဖရားတကယ်နဲ့လွဲနေတာသူတို့ကဖာရီရှဲလာစတဲ့တေးတာအခုပေါင်းလို့လားဆိုတော့အဲ့ဒါဒီမှာမာတဲရေးတာကိုရောကိုစုံစမ်းနှောက်ယှက်ခြင်းကချင်းကယူသူတို့ယုံကြည်လို့အားကိုလို့ဟုတ်သလားမဟုတ်ဘူးဘာလို့တာလဲအဲ့ဒီစိတ်နဲ့ဒီမှာလာတဲ့လူရှိလားမသိဘူးကျွန်တော်စုံစမ်းနှောက်ယှက်ဖို့ရလာတဲ့လူရှိသလားရှိပါတော့ရှိတော့ကျွန်တော်ဖာရရှိဇ
မိုးကောင်းကင်ကဖြစ်တော့နမလေးခါဘာထူးဆန်းနေပြောမလဲဆိုတော့မှဘာလို့တာလဲဆက်စုံစမ်းတာအဲ့ဒါမှဒီမှာလေးနေနော်တောင်းပါကြိုင်ဆက်ဖတ်ရအောင်ကိုရောကလည်းဒီတို့ဒီညဝိညာဉ်၌ပြောဆိုတတ်သည်ကယခုမိုးနေနေ၍မိုးကြည်နေ၏ဟုဆိုတဲ့ကြောင့်ဆက်ဖတ်ပါနည်းနည်းရရတာယခုမိုးမြေရှိဒီမောင်းသောဆင်းလဲရှိယနေ့မောသက်ပေါ်တိုင်းတိုင်းဟုဆိုတဲ့ကြောင့်ဟုတ်ပြီနော်ဆိုတော့ကမိုးကောင်းကင်ကိုတို့ဖတ်တတ်သလားဖတ်တတ်တယ်မိုးကောင်းကင်ကိုဖတ်တတ်တယ်နော်ကျွန်တော်တို့ရောမိုးကောင်းကင်ကိုကြည့်တတ်သလားကြည့်တတ်တယ်မိုးအုံနေတဲ့ဆိုထီးပါလာသလားဟုတ်လားနေသားနေတဲ့ဆိုထီးပါမပါတော့အဲ့ဒါမိုးကောင်းကင်ကိုကြည့်တတ်သလားကြည့်တတ်တယ်လေအဲ့ဒါပြောတာနော်ဒါပေမဲ့ဒီကနေဖတ်ရအောင်ဟာဖတ်ပါဦး ရုပ်ဝတ်တော်သူတို့ဒီလိုဒီဒီဝတ်တော်သူတို့ဒီ ဒီ တို့ လို ဒီ ဒီမိုးကောင်းကင်မျက်နှာကိုပိုင်းခြား၍သိနိုင်ကြ၏ကကတိုင်းဒီမိတ်လက္ခဏာတို့ကိုပိုင်းခြား၍မသိနိုင်ကြစိုးကြီးတောင်းပြီးနေသောအမျိုးသည်နမိတ်လက္ခဏာတောင်းသည်မှာပရောဖက်ယောနာ၏နမိတ်လက္ခဏာမှာတပါအဘယ်လက္ခဏာကိုများသူတို့အားမပြရလားဟုမိန်တော်မူပြီးလေထိုသူတို့ရှိရာထွက်၍ကြွတော်မူ၏ဟုတ်ပြီဒီမှာဗာပြောတယ်လေခရစ်တော်ကလျှို့ဝှက်တော်သူတို့ဆိုတာကျွန်တော်ကျမ်းစာဒီတိုင်းပဲရေးထားတော့နောက်တော့ဆက်တော့လျှို့ဝှက်တော်သူဆိုတာကအဲ့ဒါတည်းဟန်ဆောင်တော်သူတို့ဆိုတော့ပုံမှန်လေးဟန်ဆောင်တယ်ဆိုတာကဘာလဲဆိုတော့ကမချမ်းသာမနဲ့ဘာလုပ်နေတာလဲချမ်းသာဟန်ဆောင်တယ်စီးရပြီးတော့ဟုတ်တော့မလားနော်တချို့ကြတော့လေအင်းလေးလိုမတတ်ဘဲနဲ့ဘာလုပ်နေတာလဲတတ်သလိုပဲနေတာအဲ့ဒါဟန်ဆောင်တယ်လေသဘောပေါက်ပြီနော်တကယ်ဖြစ်တဲ့ပြက်နဲ့လွဲနေသလားလွဲနေတယ်အဲ့ဒါကြောင့်ဒီဖာရီရှဲဇဒုကဲတို့ကိုခရစ်တော်ဘာပြောသလဲဟန်ဆောင်တော်သူတို့လျှို့ဝှက်တယ်ဆိုတာကလျှို့ဝှက်တယ်ဆိုတာနဲ့ဟန်ဆောင်တာတူသလားမတူလျှို့ဝှက်တယ်ဆိုတာကဖုံးထားတယ်ဟန်ဆောင်တာကလည်းဖုံးတာပဲဒါပေမဲ့ဟန်ဆောင်တာကအတိတ်ပဲတစ်မျိုးဖြစ်တယ်နော်ဘယ်သူမှပုံမှန်မလဲသူတို့ကတကယ်တော့ကြတော့ဒါကြောင့်ဒီဥစ္စာကိုသူတို့ကိုဘာကြောင့်ဟန်ဆောင်တော့သူတို့ပြောတာလဲကြည့်အောင်ခေတ်ကနော်ဒီတို့ဒီခေတ်ကာလမသိဘူးလို့ပြောတယ်လေဒီကျွန်တော်တော့ကတ်ကာလလို့ပြောတယ်ဘာသာပြန်ထားတယ်ကျွန်တော်ခေတ်ကာလလို့ဘာသာပြန်ချင်ဒီမှာကတ်ကာလနော်ဒီမှာကတ်ကာလလို့ပြောတယ်နော်ကတ်ကာလဆိုတာကတ်တာပါလေကတ်ဆိုတာပါလေမသိဘူးကတ်ကာလဆိုတာကစူးရွာတဲ့ဥစ္စာခေတ်ကာလဆိုတော့ခေတ်တော့အဲ့ဒါမှာကတ်ကာလမဟုတ်ဘူးခေတ်ကာလကိုဆိုတော့မှကျွန်တော်စဉ်းစားအောင်ပဲဒီဥစ္စာပြန်လဲတော့ချက်လို့ကတ်ကာလဆိုတော့ကတ်ရောက်တယ်ဆိုတာကပါလေလူသိတယ်လေစူးသွားတဲ့ဥစ္စာပေါ့ခေတ်ကာလဆိုတာတော့စူးခြင်းမှစူးမယ်နော်အချိန်ကာလကိုပြောတာဒါကြောင့်ဒီမှာဘာကြောင့်ကတ်ကာလဆိုတော့ကဒီမှာနမိတ်ဒါကြောင့်ကျွန်တော်တို့ခေတ်ကာလလို့ပဲတုံးရခေတ်ကာလမသိတဲ့သူတွေကိုခရစ်တော်ကဟန်ဆောင်တော်သူလို့ပြောတယ်နော်ဒီဥစ္စာကိုဒီမှာကျွန်တော်ဥစ္စာအေးလေးတွေ့တယ်မလားဒီဥစ္စာပါလေဘီကမသိဘူးမကြည့်ဘူးတော့မသိဘူးနော်ကျန်ပြိုင်ဖြစ်တခြားကျန်မှာလည်းရှိတယ်ခါစင်စင်ရှိတယ်ဆိုတဲ့စာကျန်ပြိုင်နောက်အေကတော့အသေးသေးလေးကတော့ရှင်းပြတယ်ဥစ္စာရှိတယ်ကဲဒီဥစ္စာကိုခင်ဗျားတို့ကျန်စာသုံးနေဒါကြောင့်ကျန်စာကလေသုံးတတ်တယ်ဆိုရင်အတိတ်ပဲနားလဲဆိုရင်ဆွဲသွားလိမ့်မယ်။ဟုတ်ကဲ့မျိုးဘာလဲကြောင့်ကျက်စာမဖတ်ချင်တာလဲ။နားမလဲဘူးနော်။ဘာကြောင့်
ကြောင့်နားမလဲတာလဲ ဆန်တော့လည်းမရှိ မနော်အင်္ဂလိပ်ကျွန်တော်ပြောမယ်အင်္ဂလိပ်စကားတွေခက်တာလားမခက်နေပြောလေနော်ပြောတတ်လား ဒါ ဘာကြောင့်မပြောတတ်တာလဲမလိလားလိလိုက်လဲလွယ်သလား မလွယ် မလွယ်ဘူးဒါပေမဲ့အင်္ဂလိပ်ကရင်စကားကြတော့လွယ်သလားလွယ်သလားမလွယ်ဘူးလား လွယ်တယ် ဘာကြောင့်မလွယ်ဘူးတော့ကျွန်တော်တက်မလွယ်ဘူးကျွန်တော်အဆောကလေးပဲတည်တယ်ဟုတ်တော့လားကျွန်တော်ကရင်စကားနဲ့ခက်တယ်နော်ဘယ်စကားမဆိုဘာကြောင့်ကိုယ်စကားကြတော့လွယ်ပြီးတော့သူများစကားကြတော့ခက်တာနေ့တိုင်းကြားတယ်လေခင်ဗျားတို့ကရင်စကားပဲချင်းကနေစကြားတာလေ စမွေးရယ် မွေးကလေးကတိတော်တိသေးလား မသိသေး မသိသေးဘူးမိခင်တွေပြောနေပြီလား ပြောနေပြီ မိခင်တွေအယူရဲ့နော်ကိုခလေးကိုဘာလုပ်နေတာလဲကရင်လိုပြောနေသလား ပြောနေ ပြောနေတယ်အဲ့ဒါကြောင့်ခလေးကနားလေမလေကရုပ်စိတ်သလားမိခင်က မဆိုင် မဆိုင်ဘူးတချင်လို့ပြောသလား ပြောတယ် ပြောနေအဲ့ဒါကြောင့်နားလေတဲ့အရွယ်ရောက်တဲ့ခါကျတော့နာယူဝသွားပြီလားသွားအဲ့ဒါကြောင့်အဲ့ဒါနဲ့မယုံရင်အဲ့ဒီကရင်ကလေးရတော့3-4နှစ်လောက်မှကရင်လိုကောင်းပြောတတ်တာပဲနော်လိလာမလိလာဘာကြောင့်ပြောတတ်တာဒီတော့ကြားတယ်လေအဲ့ဒါပဲခင်ဗျားတို့ဘာကြောင့်တော့ကပတ်တော့ဖယားစကားနားမလဲတာလေဒီတိုင်းမကြောက်တပတ်တစ်ခါမှပဲဆရာပေါ်လို့ပြောတာကိုတစ်ခါနည်းနည်းလေးတနိုင်တော့ပဲကြားဘယ်ရမလဲရှင်းနေပြီလား ရှင်းတယ် ကျွန်တော်ဘာကြောင့်ခင်ဗျားတို့ထက်ပိုသိတာလဲ နေတိုင်းပြောတယ် နေနိုင်လေးလေပြောတယ်လေသိနိုင်လေးလား အမေရိကန်မှာစကားနေလောက် မတက်လာတော့နေဘယ်လောက်ပဲကြာအမေရိကန်မှာဘယ်လောက်ပဲကြာတတ်သလားအင်္ဂလိပ်လို့အင်္ဂလိပ်စကားဒါခက်လို့လားခဲပါတော့ခလေးတွေတောင်းရတာဟုတ်တယ်မလားမင်းတို့ခလေးတွေတောင်းမရသလား ရတယ်ရတယ်ဘာကြောင့်ရတာလဲ နေတိုင်းပြော နေတိုင်းရတာပဲကြားတယ်လေကျောင်းမှာဟုတ်တယ်မလားဒါကြောင့်ခက်တာမဟုတ်ဘူးဒါခင်ဗျားတို့တမန်တရားနားမလဲတာပါထူးဆန်းသလားဆန်းပါဟုတ်တခါတလေမှဒီမှာတချို့လူတွေကျွန်တော်မှတ်မိတယ်နော်တချို့ကမျက်နှာမှတ်မိတယ်တချို့ကအစိမ်းရှိတယ်သိတယ်ခုမှတချို့လူတွေကတော်တော်နာမည်နဲ့ပါကျွန်တော်ခေါ်နိုင်တယ်ဒါဘာကြောင့်လဲဘရီလင်နဲ့ကျွန်တော်ခေါ်နိုင်တယ်ဘာကြောင့်လဲဇူးထဲမှာခဏနာပေါ်တယ်လေဒီဟုတ်တယ်မလားဘရီလင်ကအများအားတွေ့တယ်လေသူ့မိခင်လည်းအများအားပါတော့တခါနဲ့ကျွန်တော်ဒီဘန်းမှာနေပြီးတော့ဟုတ်တယ်မလားဟိုဒီပြောင်းသွားတာလာလေတော့အဲ့ဒါကြောင့်ဘရီလင်နာမီကိုဒီတစ်ခေါက်ပဲတွေ့ဘူးတယ်တော့အပြင်မှာလေဒါတော့ဘရီလင်နာမီပဲကျွန်တော်သိတယ်ဘာကြောင့်လဲ ဆိုလို့ ဇုံထဲမှာခဏပေါ်တယ်လေအဲ့ဒါပဲခင်ဗျားတို့ကိုကျွန်တော်ဘာလို့မမှတ်မိတာလဲပေါ်လို့ပေါ်တာရှင်းနေတာဟုတ်တော့လားကျွန်တော်ဘာလို့ဆရာမမှတ်မိတာလဲဆိုခင်ဗျားမပေါ်မှမပေါ်တာကြည်စမ်းကျွန်တော်အပြင်မှာမတွေ့တာတော့မှဘရီလင်နာမီဘရီလင်တော့တွေ့ဘူးတယ်လေသူကမင်းတော့မတွေ့ဘူးဒါပေမဲ့ကျွန်တော်အခုတွေ့တယ်လေသူကဘာလို့လာတာလဲဒီမှာခင်ဗျားတို့တွေ့ဖို့လာတာလားမဟုတ်ကျွန်တော်တွေ့ဖို့လာတာတူရဟုတ်တော့မလားအဲ့ဒါကြောင့်ဒီဆရာလာလိမ့်မယ်ဒီနားပြီးမယ်ဆိုတိလို့လေဒါကြောင့်ခင်ဗျားတို့လူကဘတော်နားမလဲတာထူးဆန်းသလားအော်ဆရာကောင်းသလား ကောင်း မကောင်းဘူးဘာကြောင့်လဲဆိုတော့ရီဖတ်မဖတ်တာနော်လီမမလီလာတာတင်တန်းမမြမတက်ရှင်းသွားပြီလားဒီတစ်ခေါက်လောက်ဒီငါတက်တာနဲ့အကုန်သိမလား မသိ မသိဘူးခင်ဗျားတို့အီဆောဒီအီလက်စာကျောင်းမှာတက်ပူကြတယ်နော်နားဝမနေနိုင်ဘူးစိတ်ပြည့်လက်လျှော့မတက်တော့ဟုတ်လားမလားဒီတော့ကြောင့်တိုးတက်သလားမတိုးတက်ဘူးနေလိုက်ပြောကြည့်စမ်းသူတို့နဲ့ပဲနေလိုက်အင်းလေးအိမ်မှာပဲနေလိုက်သူတို့နဲ့ပြောသူတို့ကြားနေတယ်ဆိုတော့ကြားလာတော့ခံနိုင်မလားမခံနိုင်ဘူးပြောတတ်လားမလားဒီခင်ဗျားတို့ပါကင်ရောက်တော့မေ့သွားမယ်တော့အဲ့ဒါကြောင့်ဘာလဲဆိုတော့ကနှုတ်ခပတ်တော်ဆိုတာကဘာလို့ပါမလဲဒီလို
နေ့ကြီးမြက်ကြီးတွေမှာပဲတင်ရမယ်အရာဟုတ်သလားမဟုတ်ဘူးနေ့တိုင်းတင်ရမယ်ခင်ဗျားတို့နေ့တိုင်းကရင်လူပြောသလားဟုတ်တော့မလားအဲ့ဒါကြောင့်မမေ့တာနေ့တိုင်းပြောတော့မပြောဘဲနေကြည့်နော်ဒီကနေ့လောက်စင်တော့နည်းနည်းမိတိဖြစ်လာလိမ့်မယ်နော်အဲ့ဒါပဲဒါကြောင့်ဘာမှမဟုတ်နော်အမြဲတမ်းတခါနဲ့ကြားတဲ့အခါမှာနော်ကျွန်တော်တို့ပြီးလာတယ်အလိုဒီနဲ့ပြီးလာတယ်ဒီမှာဆိုရင်ဒီမှာကြည့်နော်ဒီဥစ္စာလေးကိုလေးကိုကျွန်တော်နှိပ်မယ်နော်ဒီမှာအဲ့လိုလေးနဲ့လာပြီးတော့Apple ကိုကျွန်တော်မကြိုက်တာအဲ့ဒါမကြည့်တပိုင်းပဲတပိုင်းလေးနဲ့ပဲထွက်လာတော့ဘယ်မှာနှိပ်အောင်လဲ ဘယ်လိုရွှေ့ပေးရလဲ အဲ့လိုလို့ဘယ်လို လက်ကလေးနဲ့နှချောင်းလေးလက်ကလေးနှချောင်းလေးလို့ပြောပါတယ် အဲ့လိုလုပ်နေပါအဲ့ဘာမကြိုက်ရှိဝတ်တော်တဲ့အဲ့ဒါကိုရှင်းပြတယ်နော်ရှိဝတ်ခုနရှိဝတ်တော်လို့ဘာသာပြန်နေမလားကျွန်တော်မကြိုက်ဘူးဘာတော့ပြန်အဆောင်တော်ဟန်ဆောင်တော်တကယ်မလှူဘဲနဲ့ဟာလှူဟန်ဆောင်အတင်းတော်မှာလည်းလေမလှူတဲ့လူတွေကတခါနဲ့ဒီအလူတော်ငွေကိုဘယ်လိုသုံးရမလဲဆိုတဲ့အခါအတန်အခြေဆုံးဖြစ်တတ်တယ်သူကိုယ်တိုင်ဟုတ်သလားမလို့ဒါပေမဲ့ဘယ်လိုသုံးရမလဲဆိုတဲ့နေရာမှာတော့အတန်ကျေသလားကျေတယ်အဲ့ဒါတွေကပါလေထူဟန်ဆောင်တာလေသူလည်းမပါဘဲနဲ့ဟောလားအဲ့ဒါကြောင့်အရင်မတော်နေတော့အရင်မတော်နေတော့တော့ပြောတယ်ကိုယ်လည်းတော့ဒီဝတ်စားတယ်လည်းဒီကတော့ရှိတယ်ချင်းမတော့တယ်ညလေးလူမရှိတယ်ညအိတ်ပြဝေခါနေမှာတောက်လိုက်တယ်နော်အဲ့ဒါတွေကပါလေဒီဝတ်တော်ဟန်ဆောင်တော်သူပဲရှိဝတ်တယ်ဆိုတာလေမှန်တော့မှန်တယ်ဒါပေမဲ့ဟန်ဆောင်တော်သူဆိုတော့ဘုမကိုက်ဘူးလား ဟုတ်ကဲ့ ဘုကိုက်တယ်ဟန်ဆောင်တော်သူပဲကိုယ်လည်းစူတောင်းတော့ကိုယ်လည်းတော့ပါလေဘုမတော်ကျစားဖတ်တော့ဆိုတော့ပြောတယ်ဟုတ်လေဒါပေမဲ့ကိုယ်လည်းတော့ကျစားမှာပါစိတ်ရှိရမယ်ဆိုတော့ကိုယ်လည်းတော့နားထောင်တဲ့လူကိုထူပြီးတော့ကောင်းပြီဟာလီဝတ်တော်အဲ့ဒါကိုဒီမှာရှင်းပြတယ်နော်မက်ဆီလေလောက်ပြီးထင်တယ်တချို့ခဏအေးလေးနေတယ်ဗျာလေးဒီမှာတော့အငယ်သုံးပါနော်အငယ်သုံးပါလီဝတ်တော်အင်္ဂလိပ်လို hypocrite ကိုမြန်မာကျမ်းစာနဲ့လီဝတ်တော်ဘာသာပြန်ထားတယ် hypocrite ရဲ့အဓိပ္ပာယ်ဒီပြောတဲ့အတိုင်းမလုပ်တတ်တော်သူကိုဆိုလိုသည် hypocrite ဆိုတာဘာလဲပြောတဲ့အတိုင်းမလုပ်ဘူးကိုပြောတဲ့အတိုင်းနဲ့တခြားစီပဲဟုတ်လားအဲ့ဒါတွေပဲတရားဟောဆရာတွေအများဆိုဟုတ်တော့မလားသူတို့ကိုယ်တိုင်ပြောသလားသူတို့ကိုယ်တိုင်လုပ်သလားမလုပ်တဲ့ဥစ္စာကိုပရိသတ်တွေကိုပြုလုပ်ခိုင်းသလားအဲ့ဒါပဲအဲ့ဒါကြောင့်ပဲခင်ဗျားတို့သိတယ်လေပရိသတ်တွေလည်းသိသလားသိတယ်ဒီဆရာတကယ်ဟုတ်သလားသိသလားတခါလည်းမသိတော့အရင်ပြောကောင်းလည်းသိသလားနောက်ပိုင်းသိတယ်အရက်တော့ဖို့မကောင်းကြောင်းဟောပြောနေတော့လေကိုယ်တိုင်တိတ်လေးတောက်တော့သူများကိုလူဖို့တိုက်တွန်းတော့လေကိုယ်တိုင်မလူတတ်တော့သူမေတ္တာကြောင့်ပြောနေတော့လေကိုယ်တိုင်မချစ်တတ်တော့အဲ့ဒါပါလေ hypocrite အတိတ်ပဲဟန်ဆောင်တော့ဟန်ဆောင်တော့ဖြစ်တယ်ထို့ကြောင့်ချီဆောင်ခြင်းအကြောင်းမသိတော့သူချီဆောင်ခြင်းအကြောင်းဟောပြောတော်လေခရစ်တော်တို့ကိုပြင်ဆင်တော်သူဒီဟန်ဆောင်တော့ပတ်သက်နော်ကိုယ်တိုင်မလုပ်တဲ့လူဘာခေါ်လဲဟန်ဆောင်တော့သူပဲလို့ခေါ်တယ်ပတ်သက်ပဲဟုတ်တော့မလားအဲ့တော့ပတ်သက်ပဲကြိုက်တယ်တရားဟောပတ်သက်တရားဟောဆရာကြိုက်တယ်အဲ့ဒါကြောင့်ကိုယ်တိုင်ပြောတဲ့အတိုင်းကျင့်ရမယ်နော်လုပ်ရမယ်နော်အရင်မတော့ကောင်းဘူးဆိုရင်ကိုယ်တိုင်မတော့နဲ့သူများကိုကွမ်းမစားဖို့ရပြောရင်ကိုယ်တိုင်လည်းမဝါနဲ့ဟုတ်တော့မလားဝါတော့တခေါင်းနဲ့ဝါပြောတော့တော့တတ်ပြီးတော့နဲ့ပြီးတယ်ပြီးတော့ဟုတ်အဲ့ဒါရပါလေ
hypocrite လို့ခေါ်တယ်အဲ့ဒါကြောင့်ဒီခရစ်တော်ယုံကြည်တဲ့ဆိုရင်တူကြွလာမယ့်ဥစ္စာတွေခေတ်ကာလတွေတူစီစဉ်ထားတဲ့အချင်းစရာတွေသိရမလား သိရမယ် အခုဒီနေ့လဲဒီမှာကျွန်တော်အချင်းစရာဒီသိရတယ်လေဒီနေ့ကဘာနေလဲအင်္ဂါနေ့နော်အင်္ဂါနေ့စင်နိုင်မှာဒီအိမ်မှာတင်တန်းရှိမယ်ဆိုတာသိသလား သိတယ် သိတယ်ဒါပေမဲ့ဆွဲတဲ့လူကိုယ်တိုင်မလာဘူးဆိုရင်တူရပါတယ်မဆက်တယ်အဲ့ဒါ hypocrite လို့ခေါ်တယ်ကျွန်တော်တို့ကတော့သိတဲ့အတိုင်းပဲလာတာလားလာတယ်အခုဒီတင်းတော်မှာနေပြီးတော့မှဒီအချိန်မှာဒီမှာတင်တန်းလုပ်မယ်မလည်းမသိတဲ့လူကပါတယ်မဆက်ပဲဒီတင်းတော်မှာပါဝင်တယ်ငါလည်းတင်းဝင်နေတဲ့ဟုတ်တော့မလားအဲ့ဒီလူတွေကတနာစရာကောင်းပတ်ဆက်ပဲဟုတ်တော့တခါတည်းနဲ့အဲ့ဒါကြောင့်ပတ်ဆက်ပဲဒါကြောင့်ခရစ်တော်ကြွလာမှာကိုမသိဘူးဆိုရင်တော့ပတ်ဆက်ပဲဟုတ်တော့မလားမသိရမလားမသိရဘူးလားတခင်ကြီးရှို့လားကျုံကြီးရှို့လားတငယ်ချင်းကြီးရှို့လားတခင်လားအခုတော့ပါလေကျုံကြီးရှို့ကိုလို့မလုပ်ချင်တဲ့စာမှန်တယ်မြောက်ဘယ်သူခိုင်းတာလဲယေရှုခိုင်းတယ်ဟိုမှာလည်းကျွန်တော်အမျိုးတွေပြောပေးပါဟိုမှာလည်းကောင်းချီးပေးပါဟိုမှာလည်းသူခိုင်းလိုက်တာမလုပ်ပါလို့နော်ဒီတော့ကျွန်တော်တို့ရပါတယ်တခင်စင်တို့ခိုင်းတာလောက်ရမလား လောက်ရမယ် အခုတော့လောက်သလား မလောက်ဘူး အခုကဘာဖြစ်နေလို့ ကြက်ခိုင်း ပြန်ခိုင်းတော့ပြန်ခိုင်းသလား ခိုင်းတယ် ကိုတော့ကျွန်တော်တို့ကတော့ဘာပြောတတ်ဘူးကျွန်တော်ခိုင်းပြီးတော့ကျွန်တော်ကတော့သူ့ကိုပြန်ခိုင်းလား ခိုင်း အေးဒါကြောင့်တခင်ကြီးရှုတော်မှာခိုင်းရတဲ့လူတွေကပါတယ်လေအများတို့တခင်လို့ခေါ်တယ်တခင် brilliant အော်အဲ့လိုဖြစ်တာကျွန်တော်တို့ကတခင်နေဟုတ်တော့ကျူကြီးရှု ကျွေးကြည့် သူ့ကိုပဲတစ်ချိန်လုံးမလုပ်နေလို့လေ ခိုင်း အဲ့ဒီကောင်းကြီးလဲပေးခိုင်းသလား ခိုင်းတယ် ပေးခိုင်းတယ်နော်ကျန်ကျန်မစင်သလားကျန်မခိုင်းသလားကျန်မစီခိုင်းတယ်နော်အဲကျွေးမွေးပါလို့ပြောသလားကျွေးမွေးပါဆိုတာတခါနဲ့ဗါလေဘယ်တော့ဟိုချက်ပြုတ်ကျွေးမွေးရမှာဒီအင်စီရလားတခါနဲ့တခေးလားဘယ်တော့ချက်ပြုတ်ပေးရအင်စီလားအစီခါနာ စီကန်းချံ အစီကားချက်မှာလေအခုတော့တခင်ရှုပ်ကိုဘာကိုလက် ချက်ခိုင်းတယ် ချက်ခိုင်းနေတာအဲ့တော့ကြောင့်ကျွန်တော်တို့ကတခင်အခုတခင်ကြီးရှုပ်လို့မခေါ်နဲ့တော့ဘယ်လိုခေါ်မလဲ ကျွေးကြည့် ကျွန်းကြီးရှုပ်တယ်ကိုကြိုက်တယ်ပဲခိုင်းတယ်သူခိုင်းတာတော့တခုမှလုပ်သလားကိုတော့ဟုတ်မလို့ဒီအကြောင်းပြတာကတော့အလုပ်ရှိတယ်လေမအားဘူးလေဟုတ်တော့မလားခရတော့ခိုင်းတာကိုပါလေမအားဘူးနော်နောက်တော့မတတ်ဘူးလေဟုတ်တော့မလားမတတ်ဘူးလို့ပြောအတင်းပြောဖို့တော့တတ်တယ်ဘယ်သူဘောလုံးသမားတော်ဆုံးလဲဆိုတာပြောတာတော့တတ်လားဒီမှာနဘာတွေလည်းဒီပေါ်လာနော်အဲ့ဒီအကြောင်းတွေတော့တည်တယ်လို့တည်တယ်ဘယ်သူကပြောဘယ်ချမ်းထဲမှာရှိလဲအဲ့ဒီရှာတာလေရုပ်ထုတွေမှာကြည့်တယ်လေဟုတ်တယ်မလားအဲ့ဒါတွေကျတော့အရာစိတ်ဝင်စားတော့မှာပါအဲ့ဒါကြောင့်ပဲတည်တယ်လေအဲ့ဒီမဲ့ကျန်းစာကြတယ်ကျန်းစာပြောတဲ့အခါကျတော့မအောင်စိတ်ဝင်စားစိတ်ဝင်စားတော့လောက်တာလားဝတ်နာပါမနေ့စောထားတာဝတ်နာပါဘာလို့ထားတာကျွန်တော်တို့မှာအခြေခံနေမှားနေဒါထွက်ကြတဲ့ပေါ်မှားနေပြီလားမှားနေပြီတောင်ဘက်သွားမယ်ဆိုဘယ်ဘက်သွားတယ်မြောက်ဘက်သွားတာမြောက်ဘက်သွားတယ်ဘယ်တော့ရောက်မလဲသွားလေဝေးလေအဲ့တော့မသွားတာပါအဲ့ဒါကြောင့်ကျွန်တော်တို့ခေတ်ကာလမတည်တဲ့ဒီလိုရှိတယ်ဘာကြောင့်ခေတ်နောက်တစ်ခုကတော့ဗာလဲအငယ်လေးမှာဆိုမြောက်မထားတော်သူနော်မြန်မာတော်မြောက်မထားတော်သူလို့ကျွန်တော်တို့တွေ့တယ်လို့ဘယ်လိုရေးလဲတော့မသိဘူးနော်ခရင်လို့ဘယ်လိုရေးလဲ16အငယ်လေးလေ
မြောက်မှထားတော့အခုခေတ်မှာမသုံးလို့ပါသူတို့ခေတ်တော့သုံးနေပြီအခုမြောက်မှထားတော့သူဆိုတာသုံးသေးလားကျွန်တော်မသုံးတော့ပါလေဖောက်ပြန်တော့သူဖောက်ပြန်တော့ပါလေနောက်မီလင်းတော့သူနောက်မီလင်းတော့ကျွန်တော်တို့ခေတ်ကာလမသိတဲ့လို့ကိုနောက်မီလင်းတော့သူလို့ပြောတယ်ဘာကြောင့်လဲပြောခေတ်ကာလမှာနားမလဲတဲ့လို့ခရစ်တော်ကြွလာမယ့်စာတွေနားမလဲတဲ့လို့လည်းပါတယ်လေနောက်မီလင်းနေတော့ဒီလိုရှိတယ်ဘာကြောင့်နောက်မီလင်းနေလို့ပြောတယ်လဲဆိုတော့ကုခင်ဘုန်းတဲ့မြန်မာပြည်နယ်ဆက်သွားတယ်ယူရီးယားနယ်ဆက်သွားတယ်နော်တလားကြားတယ်ပြန်လာမယ့်အချိန်ကိုကိုယ်တိုင်ကသိရမလားမသိရဘူးလားသိရမင်းယောက်ျားဘယ်တော့ပြန်လာမလဲဆိုမသိဘူးစိတ်လည်းမဝင်စားဘူးဟုတ်တော့အဲ့ဒါဆိုရင်ဘာဖြစ်နေပြီလဲအဲ့ဒီမင်းမဖောက်ပြန်နေပြီဖောက်ပြန်နေပြီဟုတ်တော့မလားဘာကြောင့်စိတ်မသိတာလဲဘာလို့စိတ်ဝင်စားတာလဲဘာလို့မချစ်တာလဲတခြားလူတွေတွေ့သွားရဲ့လားတိတ်မပြောဘူးရှောင်းနေတယ်ဟုတ်တော့မလားအတိတ်တွေ့ပြီလားတွေ့နေပြီအဲ့လိုအတိတ်တွေ့နေတဲ့လူတယောက်ကကိုခင်မွန်းတယ်ပြန်လာမှာကိုစိတ်ဝင်စားသေးလားစိတ်ဝင်စားမစိတ်ဝင်စားမပြန်နိုင်တော့မှကောင်းသေးလားအဲ့ဒါလေခရစ်တော်ယေရှုကကျွန်တော်တို့ရဲ့ဘာဖြစ်ရမလဲဆိုတော့နှစ်ကောခန်းကြီး7အငယ်2မှာဆိုရင်မပြောတယ်လားကဲဖတ်ပါဦးတရားတော်ကနေဖတ်ပါကောင်းနေတာကောင်းတယ်နှစ်ကောခန်းကြီး7အငယ်2အာဒီတင်တို့ကိုတီလာနှင့်ပြေဆုံးသောသတို့သမီးကညာကဲ့သို့ခရစ်တော်အားဆက်အပ်တော်ကတင်တို့ကိုနေတဲ့ဦးနှင့်ထိန်းညာဆောင်နေပြီးတော့ကြောင့်ဘုရားသခင်၏အလိုတော်အတိုင်းစိုးရိမ်သောစိတ်နှင့်တင်တို့ကိုစောင့်ရှောက်လျက်နေ၏ငွေသည်ဟုတ်တယ်အဲ့ဒီတင်နော်အဲ့ဒီမှာလေအဲ့ဒီကျန်ပယာကျွန်တော်မချိုက်ဘူးကျွန်တော်ကျန်စာကြည့်ရဒီကောခန်းကြီးဒီကောခန်းကြီးဘယ်လောက်လဲဆိုတော့ဒီကောခန်းကြီး7အငယ်အကြောင်းမို့ကငါဒီတင်တို့ကိုတီလာနဲ့ပြည့်စုံတော့သူတို့သမီးကညာလို့ပြောတယ်မဟုတ်လားဘယ်လိုပြောလဲသူတို့သမီးကညာသူတို့သမီးကညာမှာအပြည့်ကညာဖြစ်တယ်အဲ့ဒါတော့သူတို့သမီးလည်းဖြစ်နိုင်တယ်သူတို့သမီးကညာဆိုတာဘာလဲအပြူပဲအပြူနော်အပြူကညာကဲတော့ခရစ်တော်ကဆက်တန်းတော့ကတင်တို့ကိုလင်တိုးနဲ့စီစတ်ပြီးတော့ကြောင်းလို့ပြောတယ်အဲ့ဒါမင်းတို့ကထင်းများဆောင်တင်ပြီးတော့ကြောင်းလို့ရေးတယ်မလားထင်းများဆောင်တင်ပြီးတော့ဆိုလက်ထပ်ပြီးသွားပြီလားပြီးသွားပြီအဲ့ဒါမမှန်ဘူးဘေးကျမ်းမှာမမှန်ဘူးအဲ့ဒါကိုမြန်မာကျမ်းစာမှာတော်တော်လေးမှားတယ်လက်ထပ်ပြီးတဲ့လူနဲ့စစ်ဆက်တဲ့လူကအရင်ကွာသလားကွာတယ်စစ်ဆက်တဲ့လူကနေသေးလားမအတူနေသေးလားမနေသေးဘူးလေလက်ထပ်ပြီးနော်အတူနေတယ်နော်ပိုင်ရှိပြီလားလက်ထပ်ပြီးလားရှိပြီဒီမှာကျွန်တော်တို့ဘောလူကပေါ်ရင်သူအတင်းသားတွေကိုဘယ်လိုပြောတယ်ငါဒီတင်တို့ကိုတီလာနဲ့ပြည့်စုံသောအပြူကညာကဲ့သို့တဲ့ခရစ်တော်အဆက်တန်တော်ကတင်တို့ကိုလင်တို့နဲ့စီစပ်ပြီးတော့ချာဘောလူကဘာလဲဆိုတော့ကအောင်ွယ်ဖြစ်တယ်စီစဉ်ပေးတဲ့သူဖြစ်တယ်ခရစ်တော်ရဲ့တန်ငယ်ချင်းဖြစ်တယ်သဘောပေါက်နော်ဘာကြောင့်လဲဆိုတော့ခရစ်တော်ကိုစားကိုကျွန်တော်တို့ကိုပေါ်နေတော့တင်သားတွေကိုရှာပြီးတော့စစ်ဆက်တယ်စစ်ဆက်တာပဲရှိသေးတယ်စစ်ဆက်တယ်ဆိုတဲ့ကဘာလဲဒီကအဲ့ဒီအပြူဖက်ကနေပါလောက်ရမှာလဲလက်ထပ်ပြရစစ်ဆက်တယ်ဆိုတာဘာလဲသဘောတူတယ်လက်ထပ်ပါမယ်လို့ကတိပြုတ်သလားလက်ထပ်ပြီးပြီလားမပြီးသေးဘူးအဲ့ဒါတော့တဘောမတူရင်စစ်ဆက်လို့ရသလားမရဘူးမိဘကနေတဘောတူပြရမှာလားဒါမှမဟုတ်အပြူရဲ့
အပြဝတ်တာဝန်ရှိတယ်မိဘကနေစစ်စက်အဲ့ဒါတော့ပေးစားတယ်လို့ပြောပြန်တယ်နော်မိဘကနေအတင်းယူခိုင်းတာတော့ဗာလေပေးစားတာအဲ့ဒါကြတော့ဘာကြောင့်အတင်းပေးစားတာလဲအပြဝတ်ချစ်သလားမချစ်ဘူးဘာကြောင့်လဲဆိုတော့မိဘမှာကြံစီရှိတယ်လေအပြဝကနေအပြဝကကိုယ်တိုင်ကနေပြမငါတဘောတူတယ်ဆိုတာဖြစ်ရခင်ဗျားတို့လည်းဆက်ပေါ်လို့ကနေပြမဟိုခရစ်တော်မိတ်ဆက်ပေးနေမလားဟုတ်တယ်အရင်တော့ခတ်တန်တန်လေးလေနော်ခရစ်တော်သိဖို့တလားအရင်တော့ဆက်ပေါ်လို့မပြုတ်ပြင်ရသိဖို့တယ်ဒါပေမဲ့စစ်ဆက်တလားအခုတော့စစ်ဆက်လိုက်ပြီလားခရစ်တော်လက်ထပ်ဖို့ရတဘောတူပြီလားတူပြီနော်အဲ့ဒီတူပြီးတဲ့လူကိုဘောလီကင်းလို့ခေါ်တယ်တဘောပေါ့နော်ရည်နေလို့လားအခုကတော့ဘာမှအရင်တော့ဆက်ဘာမှမသိဘဲနဲ့ရည်နေမလားဘလုတ်တခါနဲ့ဟုတ်တော့မလားရည်ထဲမှာနိပလိုက်တော့ဘာထူးကြလဲကွန်းစားမေတိုင်းကွန်းစားတယ်ရေတောက်မြေတိုင်းတောက်တယ်ဘုရားကျောင်းဆိုတာလေတဘောတရားသွားတယ်ဟုတ်တော့မလားဘာပြောပါလဲအခုတော့အဲ့လိုဟုတ်ပြီလားစစ်စပ်ပြီလားစီစပ်တဲ့လူတယောက်ဒီအသက်တာဒီပြောင်းလဲတာဒီမှာအပြူဘဝကနေလက်ထပ်တဲ့လူတွေပဲနော်စီလာကုန်ပြီဆောလာတဲ့လက်ထပ်တော့မယ်ဆိုဘယ်လိုခံစားရင်ခေါ်ရနော်အိုးရလာတယ်ရင်တုံးတာလားရင်တုံးတာလားရင်ခုံတာလားခုံတာရင်တုံးနေစမ်းပါလေကြောက်တော့လက်ထပ်တော့မယ်ဆိုကြောက်တယ်အဲ့တော့ရင်တုံးတာအခုတော့ဘာဖြစ်လဲရင်ခုံတာခင်ဗျားရင်ခုံရလားဒီအခုမှပဲရင်မခုံအေးစစ်အေးသွားပြီနော်ကျွန်တော်ရပြီးတဲ့နောက်ပိုင်းမှာယောက်ျားကိုရပြီးတဲ့နောက်ပိုင်းမှာမင်းတို့ကလည်းနော်ထပ်တယ်လို့ကရန်ခုံတယ်လားရင်ခုံတယ်နော်ရင်ခုံတယ်ရင်မခုံဘဲနဲ့လက်ထပ်တဲ့လူတွေကတော့မဟုတ်သေးပါဘူးယောက်ျားယူတော့မယ်ဟုတ်ကဲ့ဘာမှမလုပ်ရှားဘူးဆိုတော့အဲ့ဒါပါလေဘာလဲခဏလဲဒီမခုံဘူးဆိုပါလေစိတ်ဝင်စားဆိုတော့ဘာကြောင့်လဲမချစ်လို့ဟုတ်တယ်မလားအပြူနဲ့ဟိုင်းနေပြီဆိုတော့တခါတဲ့ကြီးတက်ကြီးနေပြီဆိုတော့ရင်ယူကောင်းပါလေဆိုတော့စိတ်ကိုမလုပ်ရှားတော့အဲ့ဒါဘာခေါ်လဲမချစ်ဘူးဟုတ်တယ်မလားဒါပေမဲ့လက်ထတော့မယ်ဆိုရင်ဘာဖြစ်လဲဒီခုံတယ် brilliant ရေခုံခဲ့သလားအဲ့ဒီနေ့ကဘာစားလဲဆိုတိလားမသိဘူးနောက်တစ်ပတ်မှမင်းတော့မသိမလားမသိဘူးဘာတမသမင်းစားလဲဆိုတာမသိဘူးနော်ဘာကြောင့်လဲရှင်းမရေခုံလို့စိတ်လှုပ်ရှားလို့ဟုတ်တယ်မလားဟုတ်တယ်နော်မြေသမီးတွေမိခင်တွေဟုတ်လားအခုတော့ဘာဖြစ်လဲတပီးနဲ့ရင်ခုံတာဘာဖြစ်လဲငြိမ်သွားပြီဒီလိုဟုတ်တယ်အရင်ရင်ခုံခဲ့တော့လားဟုတ်ကဲ့တပီးတွေဘာဖြစ်လာလဲအခုတော့ဘာနေပြီလဲအေးသွားပြီအခုတော့ယောက်ျားခရီးသွားလေအတော်ပဲဟုတ်တော့မလားအဲ့ဒါကြောင့်ရင်မခုံတဲ့လူတွေကိုပြောရတာအရာတာမရှိဘူးလုံးဝရတာမရှိဘူးကဲဒီမှာဘောလောကတင်တို့ကိုတီလာနဲ့ပြည့်စုံသောအပြုကညာကဲ့သို့နော်အပြုကညာကဲ့သို့ခရစ်တော်အားဆက်တန်တော်တင်တို့ကိုဒီတူနဲ့ဆိတ်ဆက်ပြီးပြီအဲ့ဒီလီတော့ဘာဖြစ်လဲခရစ်တော်အဲ့ဒါကြောင့်ဘာပြောလဲဆိုဝိညာဉ်ပိုင်းတဝန်တူခြင်းတဲ့ဘုရားသခင်နဲ့ဗာလဲအဲ့ဒီမှာတော့ဘုရားသခင်နဲ့ကျွန်တော်ကြံကြောက်ထဲမှာတော့အလိုတော်တိုင်းစိုးရင်တော့စိတ် ဖယားတကယ်အလိုတော်တိုင်းစိုးရင်တော့စိတ်ဖယားတကယ်အလိုတော်တိုင်းစိုးရင်တော့စိတ်ဆိုတာအဲ့ဒါဗာလဲဆိုတာရှင်းပြမယ်ဒီဥစ္စာကကျွန်တော်ကအဲ့ဒါမတွေ့ဘူးဟိုအင်္ဂလိပ်လိုဆို godly jealousy လို့ခေါ်တယ် jealousy ဆိုတာဗာလဲတဝန်တူတာဒါပေမဲ့လူရဲ့တဝန်တူချင်းမဟုတ်ပါလေဖယားရဲ့တဝန်တူဖယားကနေတဝန်တူတဲ့ဥစ္စာအဲ့ဒါကြောင့်မြန်မာစကားလုံးမှာကျွန်တော်
godly jealousy ဆိုတာဘယ်လိုလုပ်ပါလဲ godly ဆိုတဲ့စာမှာတွေ့အဲ့တော့ကြောင့်ကျွန်တော်ဝိညာဉ်ပိုင်းတဝန်တူခြင်းလို့ပါတယ်ဝိညာဉ်ပိုင်းတဝန်တူခြင်းဇာတိပိုင်းတဝန်တူတာမဟုတ်ဒါကြောင့်ဒီလိုရှိတယ်တရားဟောဆရာတွေကလူတွေကိုတကားခောက်ရင်တော်၎င်းနေရာတကားမှာတော့ပြီးတော့မှခရစ်တော်လက်ခံဖို့ရပြောရမလားအဲ့ဒါဘာလို့နေတာလဲစစ်သိလားခရစ်တော်နဲ့လက်ထပ်ပါလက်ခံပါစစ်ဆက်ပါလို့အဲ့ဒါပဲအတိပဲဟုတ်တယ်နော်ဘုရားသဘောတိုင်းတော့ဘုရားသဘောတိုင်းတော့ဘုရားသဘောမပါဘုရားရဲ့တော်တူချင်း godly jealousy အဲ့ဒါကြောင့်ဒီလိုရှိတယ်အောင်သွေးအခုတရားဟောဆရာတွေကဘာတွေလဲအောင်သွေးတွေဖြစ်တယ်ဘယ်သူကူစားလဲခရစ်တော်ကူစားလူတိုင်းကိုကဲခရစ်တော်လက်ခံကြပါခရစ်တော်ကိုလက်ထပ်ကြပါဆွေးနေတာဟုတ်တော့မလားကျွန်တော်လက်ခံပြီလားလက်ခံပြီအဲ့ဒီခါမှာခင်ဗျားတို့ကအဲ့ဒါကြောင့်ဒီမှာဟိုအမေရိကန်ကလူပြိုကနေပြီးတော့မှဟိုမေနာစခန်းနာဟုတ်တော့မလားအပြူမလေးကိုလက်ထပ်ချင်တယ်ဒါပေမဲ့သူကိုယ်တိုင်ကအမေရိကန်မှာရှိနေတဲ့တငယ်ချင်းအဲ့ဒီမှာမေလာစကားမှာရှိတဲ့လူတယောက်ဘာလုပ်တာအခုကြီးတောင်းတယ်ငါ့ကိုတောင်းပြီးပါအဲ့ဒီအပြူမလေးကိုတောင်းပြီးတော့ဒါကနဲ့သူ့တငယ်ချင်းသားလည်းအားရပါရတောင်းပြီးတယ်သူ့တငယ်ချင်းဟုတ်တော့မလားတောင်းပြီးတဲ့ခါမှာတဘောတူသွားလားတူသွားတဲ့ခါမှာဒီတငယ်ချင်းသားအဲ့ဒီအပြူမကိုဘာလုပ်ရမှာကြည့်နေရတော့ဘာနဲ့ဘာကြောက်လဲသူဖောက်ပြန်သွားမှာစိုးဝင်နေပြီသူ့တငယ်ချင်းကိုချစ်နေတဲ့ကြောင့်သူ့တငယ်ချင်းကသူ့တငယ်ချင်းကိုမချစ်တော့ဘဲနဲ့အဲဒီမှာမဲလာမှာရှိတဲ့တခြားကောင်လေးတွေကိုဘာဖြစ်သွားလဲကြိုက်သွားမှာစိုးရတယ်ဒါကြောင့်သူ့ရဲ့မျက်ခြေမပြတ်တော့ဘာလုပ်နေတော့တာလဲစောင့်ကြည့်ရတော့တာအဲ့ဒါသဘောပေါက်နော်အဲ့ဒါကြောင့်အဲ့ဒီပြူမလေးတွေအဲ့ဒါလို့အရင်ကဆိုရင်ဘယ်လိုပြောမဆိုတော့ငန်းလို့ရတာလားရတယ်အခုတော့ရသေးလားမရတော့ဘူးစစ်ဆက်ပြီးပြီဆိုဘာလို့ရတော့မှာလဲသူ့အသက်တာကိုတတိထားမလားအေးဘယ်သူတွေနဲ့တတိထားမှာလဲတခြားသူဆိုတာပဲအဖွားကြီးတွေနဲ့တတိထားမှာလားအဖိုးကြီးတွေနဲ့ရောဟုတ်ဘယ်သူနဲ့လဲခလေးတွေရောဘယ်သူတွေနဲ့လဲလူပြူတွေလူတိုင်းမဟုတ်ဘူးလူပြူတွေနဲ့ရောနော်မနေရတော့ရှင်းတော့ရလားတတိထားအောင်နော်အဲ့တော့ကြောင့်ဘယ်သူကစိုးရင်လာလဲစစ်ဆက်တဲ့တငယ်ချင်းနာနေစစ်စင်ပေးတဲ့တငယ်ချင်းနာနေအဲ့တော့အဲ့ဒီပြူမကိုဘာလုပ်နေတာလဲချောင်းနေတော့တစ်ချိန်လုံးချောင်းနေတာဘယ်သူအတွက်လဲသူ့ရဲ့တငယ်ချင်းတွေဘာကြောင့်ချောင်းဖို့လို့တလဲဖောက်ပြန်ဟုတ်တယ်ဖောက်ပြန်သွားသူ့တငယ်ချင်းနဲ့ဒီမှာအဲ့ဒီမှာမနေဘူးလေအဲ့ဒါကြောင့်အခုဆရာပေါ်လို့ခင်ဗျားတို့တခါနဲ့တစ်ချိန်လုံးချောင်းကြည့်နေတယ်နော်ဒီလိုဘုရားကျောင်းမှာတော့ဘာနဲ့ခစီနိုရောက်တော့ပြန်ပြီနော်ဒီလိုကအရက်တောက်လိုက်ပြန်ပြီဒီလိုကတခါနဲ့အဲ့ဒါဘို့သူဘာလုပ်နေတာလဲချောင်းကြည့်နေတာဟုတ်တော့မလားဘာကြောင့်လဲဆိုတော့ဖောက်ပြန်သွားမှာကိုဘာလုပ်တာလဲစိုးရင်နေဒါကြောင့်တဝန်တူးတယ်အဲ့ဒီလိုဂယုဆိုင်တဲ့ခါမှာရှုပ်တယ်ဟုတ်တော့မလားအဲ့ဒီအပြူမလေးကသူလွတ်လပ်သေးလားမလွတ်လပ်တော့သူတကယ်သူစစ်စထားတဲ့လူပြူရဲ့တကယ်ချင်းကသူ့ဘာလုပ်နေတာလဲရှင်လုံးချောင်းတရှင်လုံးချောင်းနေတော့သူကြိုက်ကြလားမကြိုက်အေးဟုတ်တော့မလားဒါပေမဲ့သူ့တကယ်ကြီးကိုချစ်တယ်ဆိုရင်တော့အဲ့ဒါရှုပ်သလားမရှုပ်ပါဘူးအေးစစ်စစ်ဟုတ်တယ်မလားအေးစစ်စစ်ဒီတော့ပေါ့တော့နော်ဒါကြောင့်အခုခရစ်တော်ကကျွန်တော်တို့ခိုင်းနေတဲ့ဆရာတွေကိုမင်းတို့ဥမာငါအတွက်ကိုလက်ထပ်ငါလက်ထပ်ချင်တယ်တို့အပြိုကံရောက်ရှားပေးပါဆိုတော့ခင်ဗျားတို့တွေရလာပြီလားရလာပြီဒါမဲ့ဒီလိုတွေဆိုတာကိုလည်းတစ်ချိန်လုံးမလုပ်ရမလဲစောင့်ကြည့်ဖို့လိုတယ်တခါတည်းနဲ့နောက်သူကိုယ်တိုင်ကဆက်သွင်းလို့မရရင်တငယ်ချင်းကနေသူ့အကြောင်းကိုပြောပြရမယ်လေဟုတ်တော့မလားနောက်သူကိုယ်တိုင်အဲ့ဒီအပြူမလေးကစစ်ဆက်ထားပြီးတဲ့အပြူမလေးကသူ့ယူမဲ့ယောက်ျားနဲ့တိုက်ရိုက်ဆက်သွဲတာပူကောင်းသလားကောင်းသလား
အခုတော့ဘယ်လိုဖြစ်နေလဲအစစ်ဖြစ်နေတော့တကယ်ချင်းစားနေဘာလုပ်နေရလဲအေးအဲ့ဒါတစ်ချိန်လုံးတစ်ချင်းတော့အဲ့ဒီလူပြူကတော့တကယ်ချင်းပဲပြောကမရမှာအပြူကတော့ပြန်ပြောအဲ့ဒါကပြောချင်တာအကူပြောလို့ရမလားမရဘူးဒီငါချစ်တယ်ဆိုပြောလို့ရလားအဲ့ဒါပြောတော့တကယ်ချင်းဒါပေမဲ့တိုက်ရိုက်ဆိုတော့ပြောလို့ရတာလားဒါဆိုခင်ဗျားတို့ကဘယ်သူနဲ့စကားပြောရမှာခရစ်တော်နဲ့ကိုယ်တိုင်ပြောရမလားတဆင့်ကပြောရအခုခင်ဗျားတို့ကဘာလဲဘာဖြစ်နေတာတဆင့်ခံဖြစ်နေတော့အဲ့ဒါဒီဖိုင်ခရစ်တော်ကကျွန်တော်တို့ကိုစကားပြောချင်သလားပြောချင်တယ်ပြောနေသလားဒီကနေဘာဖြစ်ပြောတာလဲဘာလဲတော့ခပတ်တော်အခုတော့ဘယ်သူကိုယ်တိုင်အဲ့ဒါကြောင့်နှုတ်ကပတ်တော်တွေဘယ်သူရဲ့ရည်စားစားလဲ ဖျားတယ်ခရစ်တော်ရဲ့ရည်စားစားတယ်ကျွန်တော်တို့အဲ့ဒါကိုမဖတ်ဘဲနဲ့ကိုယ်တိုင်အပြုံးမခံဘဲနဲ့ဘယ်သူကိုပဲတဆင့်ခံလုပ်နေတာလဲအောင်သွေးဝဲတရားဆရာတွေဟုတ်တယ်မလားအေးဒါခင်ဗျားတို့တပန်းရှုံးနေတော့ရတာမတွေ့ရှင်းတော့ရလားရှင်းတော့ပြီတရားဟောဆရာဆိုတာမရှင်းမှပဲပြောမယ်ဆိုတာအားငယ်တဲ့အခါမှာအားပေးတယ်ဆိုတာတော့သိရမှာတိုက်ရိုက်ပြောချင်သလားကဲရီးစားကိုတိုက်ရိုက်စကားပြောချင်သလားတစ်စိတ်ကပြောချင်သလားတိုက်ရိုက်ပြောပါโอ้ brilliant ပါလာဘူးဒီမှာဒီဟာကိုတီတော့ပြီ brilliant တီပြောတော့မယ်ဆိုတဲ့အခါမှာတစ်စိတ်တရုပ်အခုနေတာအခုချိန်ကလုံးဝလာတော့နေနေပါပါလုံးဝကိုနိုင်ပဲပြောချင်တယ်မလားအဲ့ဒါတဆင့်ခါတယ်တဆင့်ခါချင်နေတာဒီလိုဆရာပေါ်လို့အားကိုဆရာတွေပဲအားကိုနေဟုတ်လားမလားကိုနိုင်ပြောလိုက်ပါလားကိုတီစကားမပေါက်ဟုတ်လားမလားစကားမပေါက်တော့တဆင့်ခါဘလို့နေရလဲအားကိုနေအဲ့ဒါလည်းစကားမပေါက်တာဘာကြောင့်မပေါက်တာလဲမပြောလို့မပေါက်ရင်လည်းပြောတော့ဘာကြတော့အဲ့ဒါကြောင့်ကျွန်တော်တို့မှာပါတော့မယ်ဆိုတော့ကျွန်တော်တို့ဟာခရစ်တော်ရဲ့တတုသမီးဘီယာလက်ထက်နဲ့တတုသမီးလောင်ဖြစ်တယ်မဟုတ်လားဒါစီတိတ်ဆရာတွေပါအောင်တွေတွေပဲတစ်ချိန်လုံးမြင်ရမလားကိုယ်တိုင်ပဲတိုက်ရိုက်ပြောရမှာတရားဟောဆရာကဆူတောင်းပေးမှာပဲတောင်းဖြစ်တော့တယ်မတော့အဲ့ဒါမဟုတ်ပါဘူးတိုက်ရိုက်ကိုယ်တိုင်လုပ်လိုက်ဟုတ်တယ်နော်အစ်မပါတော့မဖြေတော့တခါပြီးလို့ဆရာကိုပဲပါလို့တာကိုဒီဒါဆိုရင်ဒီမှာအပြုကညာခဲ့တော့ဒီလိုကခရစ်တော်ဆက်နာကဒီလိုကိုလင်းတုံးနဲ့ဆစ်ဆက်ပြီးတော့ကြောင့်ဝိညာဉ်ပိုင်းတဝန်တို့သောစိတ်နဲ့ဒီလိုကိုစောင့်ရှောက်လျက်နေတယ်တဲ့ဝိညာဉ်ပိုင်းတဝန်တို့ချင်းတဝန်တို့ကခုနကလူအပြုမကိုတော့ဘာနဲ့မာယွင်းမှာကိုတဝန်တို့တာနဲ့အောက်ကိုရပါခြားတော့တော့ဘယ်လိုဟာမျိုးလဲလူပြူတွေကျွန်တော်တော့ခုပေးမယ်ခင်ဗျားအကုန်လုံးအဖြေရမတင်ပြီးပိုးပေးမင်းနဲ့ခင်ဗျားတော့တိလိုက်မယ်အဖြေရကျွန်တော်ပြောမယ်အဲ့ဒီအမေရိကန်ကလူပြူကစကားနာအပြူမကိုစကားပြောချင်တဲ့အခါမှာအပြူမမှာဖုန်းမရှိတော့မိဘဖုန်းလားတကယ်ချင်းဒီဖုန်းလားအဲ့ဒါတစ်စက်ပဲပြောနေရတော့အားရသလားတနေ့ကျတော့အပြူမကိုအခါလေးနဲ့အပြူမကဖုန်းရတော့ဖုန်းရှိတော့တယ်ကိုပိုင်အကူရေးဖုန်းရပြီကိုတော့ဘယ်တော့မှမေးစရာမလိုတော့ဘူးတဲ့ကိုပိုင်ရှိတော့ဟာမိဘကဝယ်ပေးတာလားဟုတ်ဘူးတဲ့ဟာဘယ်ရရတာလဲကိုယ်တိုင်ဝယ်တာလားမဟုတ်ဘူးတဲ့ဘယ်တော့ဝယ်ပေးတာလဲဆိုတော့ဒီစကားတွေကလူမျိုးတွေဝယ်ပေးတယ်ဆိုတော့အဲ့ဒီအမေရိကန်ကလူမျိုးကကောင်းလိုက်တာဘယ်လိုလဲကြီးစုတင်လိုက်တာရှိမလားရှိခင်ဗျားတို့ဘယ်လိုလဲဘာကြောင့်လဲဘာကြောင့်အားမရတာလဲရှားလူပြောပါမယ်ဘာလဲရှားလူပြောဝယ် လူမျိုးဝယ်ပေးတာအလကားဝယ်ပေးမှာမလားဒါစကားရတော့ဘောပေါက်တယ်နော်ဘောပေါက်ပြီလားပေါက်ပါပြီဟုတ်ပြီဒါဆိုရင်ဘာကြောင့်အဲ့ဒီလူမျိုးဝယ်ပေးတာကိုအားမရတာလဲ
စိတ်မဆိုးမိပါနဲ့စိတ်မဆိုးဒါပေမဲ့ဘယ်သူကဝယ်ပေးတာတော့မကြိုက်တာလေ အခြားလူမျိုး လူပြူဟုတ်ပြီနော်တန်ဖိုးကြီးတဲ့ဖုန်းကိုလူပြူကလည်းအလကားဝယ်ပေးပါမလားအေးတို့မှလည်းတို့မှလည်းယူချက်ရှိသလားအဲ့လိုပဲမဟုတ်ရင်တော့မှအဲ့လိုပဲစဉ်းစားသလားစဉ်းစားတယ်အဲ့ဒီလူပြူကလေနော်အဲ့လိုရကြောင်းအေးဒါစင်ကျွန်တော်တို့အဲ့လောက်ထိတော့တော့ပေါ့ပြီနော်တော့ဝန်တူလေးဆိုတိတော်ပြီလားဒါဆိုရင်ကျွန်တော်တို့ကိုခရစ်တော်နဲ့ခရစ်တော်နဲ့စစ်စပ်ပြီးပြီခင်ဗျာနော်စစ်စပ်ပြီးပြီဆိုရင်ကျွန်တော်တို့ကခရစ်တော်ထက်ချစ်တာတဝန်တူစီကဘာရှိသလားဘယ်ရာတွေနဲ့ကျွန်တော်တို့ကခရစ်တော်ထက်ဦးစားပေးသလားလောကအရာဘာကြောင့်လောကအရာကိုချစ်တာကိုလောကအရာဆိုတဲ့စာအရင်ကြည့်လို့ねကောင်းစီအဲ့ဒီထဲမှာပါတယ်လေနောက်ပြီးတော့ စောင်းနေ စားတော့ဒီတော့ချူကြလောဝစားရီနောက်တော့မှ ပညာရေးရာ ပညာရေးတဲ့နော်အခုစီရေးဟုတ်တော့မလားပေါ်သူလီပီနယ်မှာတခါနဲ့တိုက်ပွဲဝင်နေတဲ့ဥစ္စာဟုတ်တော့မလားအဲ့ဒါတွေပဲစိတ်ဝင်စားနေတော့နော်အချင်းလုံးအဲ့ဒါပဲနားထောင်ဟုတ်တော့မလားစားတယ်ဒီအဝရီကြတော့အဲ့ဒါပဲစဉ်းစားစိတ်ကိုကြာရလို့ဟဲ့နေလေအဲ့ဒါပဲစိတ်ဝင်စားနေတယ်ဟုတ်တော့မလားအဲ့ဒါဆိုရင်တော့အဲ့ဒါတွေစိတ်ဝင်စားနေရင်တော့ဘာလို့စိတ်ဝင်စားနေသလားအဲ့ဒါကြောင့်အဲ့ဒါလေတော့ဒုစရတဲ့အကြောင်းဖြစ်ခရစ်တော်တဲ့တော်လာမဲ့ကိစ္စတဲ့ခရစ်တော်လုပ်ပြီးတာတဲ့ကျွန်တော်တို့ကစိတ်ဝင်စားတယ်လောကရာတချို့ဆိုပညာရေးဖြစ်တယ်တချို့ကစီးပွားရေးဒါနဲ့အလောအကိုင်းရေးပဲစစ်နေနိုင်နော်စစ်နိုင်နဲ့မပြီးပြီးပဲနဲ့ဟောဘာသာစင်မလားရတယ်စင်မယ်အဲ့ဒါဟုတ်တော့မလားအဲ့တော့စင်တော့ဟုတ်ပါပြီဘာလို့ရှင်းလို့လဲအဲ့ဒါပိုက်ဆာနာခမရရဲ့လီဖြစ်တယ်ဟောနော်အဲ့ဒါလည်းအဲ့ဒါပြင်ပန်းသွားတဲ့ကဘာကြောင့်ချိန်မရတာလဲအတော့များလို့ဘာကြောင့်ပြင်ပန်းတာလဲပြင်ပန်းလို့ဟုတ်တော့မလားဟုတ်အလုံးများလို့ပြင်ပန်းတယ်ပြင်ပန်းတဲ့ခါမှာကျန်းစာနာလေကျန်းစာဖတ်တဲ့ချိန်တင်တော့တဲ့လို့ဟုတ်တော့မလားစစ်မဝင်စားတော့ဘူးအဲ့ဒါကြောင့်ခရစ်တော်တဲ့ချစ်တဲ့အရာတွေရှိသလားရှိတယ်ဒီလောကဘယ်တော့ပိုင်တာ စားတယ် ဒါကြောင့်လောကချစ်ရင်ဘယ်တော့ချစ်တာလဲ စားတယ် အဲ့ဒါကြောင့်ဘယ်တော့မကျင်းတတ်တာလဲအဲ့ဒါကြောင့်ပဲတချို့လူတွေကယောက်ျားအရင်ပါတယ်တဲ့ကဘုန်းနဲ့မိန်းမအရင်နော်ရင်လာတော့ဒီကနေ့လောက်တဲ့ကြာတော့တယ်လေပြန်လာတော့အခုရဲ့ခင်ဗျတဲ့လာတော့ဟုတ်တော့မလားအဲ့ဒီတော့မှာယောက်ျားလားခင်ဗျတဲ့မိန်းမလားလာတော့ပဲဆိုတော့စိတ်မလုရှားတော့ဘူးဘာကြောင့်အတိတ်တွေ့သွားပြီလေဆိုးတော့ဆိုးရင်သလားဆိုးရင်လာတယ်အဲ့ဒါပဲဒါကြောင့်ကျွန်တော်တို့လည်းခရစ်တော်တဲ့ချစ်တဲ့သူတွေရှိနေသလားရှိတယ်အခုလည်းလူရသည်ဆိုတော့ဘယ်မှာလဲနေရတော့ကြပြီ ငါများတယ် အားများတယ်နောက်ပြီးတော့ကင်ပိန်းသွားတယ်ချက်ဆိုင်သလားချက်ဆိုင်တော့တဲ့မှာပဲတစ်ချိန်လုံးတော့ပြီးတော့မှဒီနန်းလာတော့မယ်ဆိုဇုံနဲ့မိသွားပြီဟုတ်တော့မလားဒီဖယားတရားစင်တော့ဗာဖြစ်နေပြီလေဒီဆရာပေါ်လို့ကိုတခါနဲ့အာနာလို့သာဟုတ်တော့မလားစစ်တယ်မှာဒီနန်းနဲ့မြန်ပြီးတော့တဲ့ခါမှာကတော့ဆရာရှိပြီလေဟုတ်တော့မလားအဲ့ဘယ်လိုစိတ်မျိုးနဲ့ဆိုရင်တော့ခင်ဗျားတို့ရေးစားတဲ့ချင်းတဲ့ခါမှာအဲ့ဒါတွေစဉ်းစားတာမစဉ်းစားဘူးနောက်တခြားလို့ဆရာရှိနေတော့တော့ပဲလို့တော့ပဲငါရေးစားနေမယ်အချင်းဖြိုးလိုက်ဟုတ်တော့မလားအဲ့လိုဖြစ်ရမလဲအခုတော့တခါနဲ့တင်တော့တက်တော့ပဲစိတ်ကိုမဝင်စားတော့အဲ့တော့ခရစ်တော်ချစ်သလားမချစ်ဘူးလားဆိုတော့သူ့စကားကိုဘာလုပ်ရမလဲနားထောင်ခြင်းစိတ်ရှိသလားအရာလားတွေ့သလားအင်းငိုက်နေပြီ
ကြီးလားအဲ့ဓာတွေကနေကျွန်တော်တို့ရဲ့ခရစ်တော်ချစ်ချင်းဒီဂရီလေတိုင်းလို့ရသလားကိုခန္ဓာပူသလားမပူလားဘာနဲ့တိုင်းတာလဲတောင်းမိတာခရစ်တော်ချစ်သလားမချစ်ဘူးလားဆိုတာဘာနဲ့တိုင်းလို့ရလဲ quick action အချိန်ပေးနိုင်သလားခရစ်တော်အတွက်ချိန်ပေးနိုင်သလားသူ့အကြောင်းသူ့ရဲ့နှုတ်ပတ်တော်ကိုဖတ်ချင်သလားနားလည်နိုင်ရဲ့လားနောက်တော့မှအရာသာတွေးရဲ့လားမတွေးတော့ဘူးဒီဥစ္စာတွေနောက်ပိုင်းဆိုရင်တော့တရင်နေနေတော့ပဲမတော့တယ်စေဖို့တော့မပေးတဲ့လူတွေကကုံရုံဆရာကောင်းတယ်လုံးဝအတိအကျပေးတတ်တဲ့လူတွေကိုကုံရုံဆရာကောင်းသလားမလုပ်ကောင်းဘူးလားကောင်းတယ်နော်brilliant ဆရာဝေးလားမိမရှိလားရှိတယ်မိမအလုပ်လုပ်တာတော်လေးလုပ်တယ်ဆရာဝေးလားလည်းလုပ်တာ brilliant တို့မိမအလုပ်လုပ်တာမိမကိုဘယ်တော့ပေးလဲကကတည်းကဆေဖို့တဖို့မှအလေးတလားသူဘာလို့မပေးတာဘာလို့မလုပ်တာလဲ အကုန်လုံးကကျွန်တော်ကသူ့ပါပဲ ဟုတ်တယ်လေအကုန်လုံးပေးရမှာမိမကိုဆေဖို့တဖို့မှနေပြားနေအကုန်လုံးတွတ်တော့ပေးတယ်နော်အဲ့ဒါစင်တော့ဟုတ်သေးလားဒီယောက်ျားလေးဆေဖို့တဖို့မှနာမြတခါနဲ့ကြွားနေကြသေးတယ်ဟုတ်တော့မလားဟုတ်တယ်နော် brilliant မိမဘယ်လိုလဲ life ဆေ brilliant နဲ့ဆေဖို့တဖို့အမြဲတမ်းမှပေးတာလားသူရတဲ့ဥစ္စာတွေကနေစေပုံတပုံပဲပေးသလားအကုန်ပေးသလားအကုန်ပေးသူစေဖို့တပုံပဲပေးမယ်ဆိုဘယ်လိုခံစားစေဆုံးမှာတော့တလားတော့ခံမှာသတိတော့အဲ့ဒါကြောင့်ကျွန်တော်တို့ဖယားတက်ဘယ်လောက်ပေးရမှာလဲအကုန်လုံးဘယ်လောက်ပေးရမလဲအခုဘယ်မှာလဲမိမဘာပေးလိုက်တော့မိမအကုန်ပေးလိုက်တော့ဘာမှစားစရာမရှိတော့ဟုတ်လားမဟုတ်ဘူးဟုတ်ပါလေဟုတ်တော့မလားအကုန်ပေးလိုက်တော့အဲ့ဒီကနေပြမသူချက်ပြူတာပေးတာလေဟုတ်တယ်အကုန်လုံးစေပြည့်သွားတယ်လေသူပေးလိုက်တဲ့တော့ကြောင့်ရှုံးသွားပြီလားမရှုံးဘူးဘယ်သူအတွက်လဲကိုအတွက်ပဲဟုတ်တော့မလားအင်္ဂလာခါလေးဒီထဲနေသူကပေးတယ်တခါနဲ့အကုန်လုံးချက်ပြူတယ်စားအကုန်လုံးစီတယ်လေရှုံးသွားတာမဟုတ်ဘူးစေဖို့တဖို့ပေးတာများပုံယူနေကြတယ်နော်ဟုတ်တော့မလားအခုအဲ့ဒါကြောင့်တချို့လူတွေကအဲ့ဒါမာလခိခန်းကြီး3ငယ်30ထဲမှာစေဖို့တဖို့ကိုပေးပါဒီကောင်းကင်ပရိပတ်ခွင့်ပြီးတော့မင်းတို့ကောင်းကြီးပေးမပေးကိုဆမ်းပါလို့ပြောတာကဘာကြောင့်အဲ့လိုစမ်းခိုင်းတာလဲဖခင်ကမပေးလို့ဟုတ်တော့မလားအဲ့ဒါဟုတ်ကြီးထင်ပြီးတော့တခါနဲ့ဘာလို့နေကြတယ်လဲse promo mandaremo Cina ora no amana paya de kito che di lo si ne era la io si no si ne promo se pu to pu ode brilliant ne se pu to pu be pe me so yin la io si ni nai ma ni nai ti yo chao lo ma pang lo era jang phaya ma thwat taw la ji su ကျွန်တော်လည်းခါသေးလားအဲ့သေးတယ်တဘောပေါက်ရင်လာတော့မသိမြန်နည်းနည်းမြန်သလားမသိတချို့လူတွေနည်းနည်းနှီးတယ်တော့စဉ်းစားတော့ဘာပြောမှမသိပဲဖြစ်နေဦးမှာဒါကြောင့်ကျွန်တော်တို့မှာဘာဖြစ်လဲဆိုတော့စေဖို့တော့ပြီးဖို့ရမယ်နော်brilliant စေဖို့မိမကိုစေလေအကုန်လုံးပြီးဖို့ရပြီသူကတိုက်တွန်းမှုတယ်တိုက်တွန်းဆရာလို့ကလားတင်တော့တက်ဆရာလို့ချစ်ပေးသလားပေးတယ်မချစ်မှပဲတခါတော့တယောက်ရှိမိတယ်ဆိုတော့အဲ့ဒါမပေးတာတော့စဉ်းစားအဲ့ဒါမှပဲတော့ဝက်တော့ပေးလို့ဟုတ်တော့လားတော့ဝက်ကိုချက်တာအဲ့ဒါကြောင့်ဖိုင်ရတဲ့ကိစ္စဆိုတော့အကုန်ပေးရမလားစေဖို့တော့ပေးရမှာအကုန်ပေးရမှာခင်ဗျားတို့ဘယ်တော့ပေးလဲ
ဒါဆိုကျွန်တော်တို့အင်္ဂါခါရရှိသေးတယ်လေဘာရင်းရရှိသေးတယ်လေမဟုတ်ကျွန်တော်တို့လိုပဲလိုတယ်လိုပဲဖရာတွေကတော့ပေးပလိုက်ရှိတယ်လို့ပဲပေးပလိုက်တုံးပလိုက်မိမအဲ့ဒါနည်းနည်းတချို့လူတွေတော့မခံယူနိုင်သေးတယ်လူတွေတော့ကမ္ဘာဖြစ်သွားတယ်ဘယ်လိုမှလည်းဆရာဆိုတော့ဟုတ်တော့မလားကျွန်တော်ဆေးဖို့တော့မရှိတော့ပေးတော့ဆေးဖို့မပေးဘူးတော့အဲ့ကောင်လေးပြတေဖို့ကျွန်တော်ဆေးဖို့တော့မပေးဘူးဗျာရှိနေမြလူတို့ပဲပေးပလိုက်အဲ့လိုပေးလိုက်မယ်ဆိုတော့ရှုံးသွားမှာဘယ်လိုရှုံးသလားဆေးဖို့တော့လေအကုန်လုံးပေးလိုက်တာမရှိဘူးဟာဆေးဖို့ပေးလိုက်တာ အကုန်လုံးစင်သေးနေဖြစ် စင်သေးပြီကိုတော်မစင်ပြီလားစင်ပြီအဲ့ဘလို့ဒါကဖယားကိုကုန်ပေးလိုက်ဖယားကိုနိုင်မလားမနိုင်ဘူးဒါကြောင့်ကျွန်တော်တို့မှာတခါတည်းနဲ့ဖိုင်အဲ့ဒါကြောင့်အဲ့ဒါတွေနားလေခုရအတွက်ဆိုရင်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒါပေမဲ့ကျွန်တော်တို့လောကမှာလေမယားကြားထဲမှာတော့မပြဿနာအများရှိတယ်နော်ချစ်ပြီးတော့ယူတာမကင်တွေ့တတ်လို့မဆက်ဆံတတ်လို့လေတဖြည်းဖြည်းနဲ့တခါတည်းနဲ့စကားများရာကနောက်ဆုံးကျတော့ပောက်ပွေးတတ်တယ်နော်ဒါပေမဲ့အမှန်ဆိုရင်အဲ့ဒီဥစ္စာကိုလုံးတတ်တယ်နော်ကင်တွေ့တတ်တယ်ဆိုရင်တော့ပြဿနာရှိသလားမရှိဘူးမရှိရမယ့်ဥစ္စာကိုရှိတာအိမ်ထောင်ကြီးလည်းနည်းနည်းပါသွားတယ်နော်တခါတည်းနဲ့ဘာလို့ဒီမှာခွက်ထားတာလဲဆိုတော့ငါထားတာဘာဖြစ်လဲတဲ့ဖြစ်တာဘောတဲ့ဒီမှာစီကမရှိဘူးအိမ်ထောင်ကြီးအဲ့ဒီတခါပေါက်ကွဲတော့တယ်လေနော်မနေ့ပြန်စဉ်းစားကြည့်တဲ့ခါအဲ့ဒါဘာပြဿနာရှိတယ်မရှိပါဘူးအဲ့ဒါခွက်ထားတာနဲ့ပဲတခါနဲ့ပေါက်ကွဲတော့တာရှီဟောင်းတော့ပြစ်တွေပါအကုန်လုံးဟုတ်စားထုတ်ပေါ်တတ်တယ်လေအဲ့ဒါတွေတော့ဘာလို့ခွက်ထားတာလဲဆိုတော့ဆိုမထားတော့အဲ့လိုပဲလေဒီမှာနဲ့ငင်းသွားမယ့်ဥစ္စာကိုဘာလုပ်တာလဲကိုပြီးတော့မှမီးတောက်လာသလားတောက်လာတယ်ကိုမိမကိုယောက်ျားစိတ်ဆူနေတဲ့ချိန်မှာဘာမှမလုပ်နဲ့တော့အေးစစ်စစ်နဲ့ထွက်သွားအေးလာတဲ့ကမှပြတ်သွားအခုတော့မဟုတ်ဘူးကိုမိမဘယ်လိုဖြစ်နေလဲကိုယောက်ျားဘာဖြစ်လဲဆိုတာမသိဘဲနဲ့ဘာလုပ်တာလဲစိတ်ဆူနေတဲ့ချိန်မှာဘာလုပ်တာလဲဟောကွေးတတ်တယ်နော်ဟောတော့ဘလားဒါဆိုကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ခရစ်တော်ကြွလာမှာခေတ်ကာလမသိတာခေတ်ကာလမသိဘူးဆိုတော့ကိုယောက်ျားပြန်တဲ့အချိန်ကိုမသိဘူးဆိုတာကကိုယောက်ျားပြန်တဲ့ဥစ္စာကိုခရီးဝေးရနေပြန်တဲ့ကိစ္စကိုတခါနဲ့ဒီနာတက်စီရဘယ်လိုသိလဲမဟုတ်ပါဘူးစကားပြောလို့လေကိုဘရီလီယန်နဲ့ခရကိုဘရီလီယန်တော့လာတော့ဒီချင်းပြန်မဲ့ခင်ဗျာမြေနော်မိမတိလိုက်တော့တိတယ်လာယူလာစီနော်ဘယ်ပြန်မဲ့ချင်မတိဒီနာတက်ဘူးလားကိုယောက်ျားဘယ်ချင်းသွားပြီးတော့ဘယ်ချင်းပြန်လာမယ်ဆိုတော့စာတိနေသလားတိနေတယ်နော်အဲ့ဒါကိုတင်သူများစင်မှာငါယောက်ျားဘယ်တော့ပြန်လာလဲတော့တင်ပြီးမအောင်ရှိသလားမရှိဘူးအခုကျတော့ခရစ်တော်ရဲ့အစီအစဉ်တွေကိုဘာကြောင့်တင်နာတက်เสียတော့ဘာလို့မသိတော့လဲ ဖောက်ပြန်နေ ဖောက်ပြန်နေတော့ဟုတ်လားမလားစစ်ကိုမဝင်စားကျန်းစာထဲမှာမပြောဘူးလားပြောတယ်ဟုတ်တယ်နားလေဘုတို့အကြောင်းပြလားတင်နားလေမလေဟုတ်တယ်မလားအချစ်ဆက်အဲ့ဒါကြောင့်အခုတပြေဒီလာမေးဆိုရင်အကုန်လုံးရှင်းနေတယ်ဆိုတရက်ထဲနဲ့တော့မရှင်းဘူးအဲ့ဒါပါအဲ့ဒါကြောင့်ကျွန်တော်တို့မှာဘာဖြစ်လဲဆိုတော့ကျွန်တော်လုပ်ရင်တော့မရဘူးနောက်တစ်ဆင့်ကျွန်တော်တို့ဘာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီကနေကျွန်တော်အရန်ပွားသွားတယ်လေပြောစရာတွေကနော်အဲ့ဒါကြောင့်ခေတ်ကာလမသိတာဒီကိုယောက်ျားပြန်လာမဲ့အ
ချင်းမတိချင်းဒီအဲ့ဒီမျိုးသမီးမှာမာနေပြီလားအပြစ်ရှိသလားရှိတယ်နည်းနည်းအပြစ်လားကြီးမားအပြစ်လားကြီးပြမပြစ်တယ်နော်အပြစ်ရှိတယ်နော်အဲ့ဒါပြန်လာမယ်ဆိုရင်သူ့ကိုယောက်ျားပြန်လာမယ့်ချိန်မှာနေစိတ်မှာဘာလို့ရမှာလဲကျိုးရမယ်နောက်စားတော့လည်းပြင်ရမလားပြင်စီနာမယ်အစင်သင်ချရမလားအလုံးလုံးတဲ့လူတော့ဘယ်လိုလုပ်မလဲအဲ့ဒီနေ့မှာသူအလုံးလုံးမဲ့နေ့မှာပဲပြန်လာမယ်ဆိုရင်ဘယ်လိုလုပ်မှာလဲခွင့်ယူရမယ်လေဟုတ်တော့မလားအဲ့ဒါကြောင့်အဲ့ဒီနေ့ကိုသူများစင်မှာငါယောက်ျားပဲတော့ပြန်มาလဲမင်းရမလားကိုကပဲသူများကိုပါလို့လဲပြောရမှာအရန်ချစ်တယ်ဆိုရင်တော့တကယ်ချစ်တယ်ကိုလည်းမမင်းတော့မပြောမလားပြောမှာအခုတော့ပြောမင်းယောက်ျားပဲတော့ပြန်มาလဲဆိုတော့မသိဘူးသူပြန်တဲ့ချိန်ပြန်มาပါစီဟုတ်လို့မလားဟုတ်လို့မလားအဲ့လိုဆိုရင်တော့လိလျရှုတယ်ဆိုတော့ခင်ဗျားတို့အပြစ်တားကြီးသလားကြီးတယ်ဒါကြောင့်ခေတ်ကာလမသိခြင်းဒီအပြစ်ကြီးသလားကြီးတယ်ဒီပါနော်ဒါဆိုရင်အပြစ်ကြီးတယ်ပဲနော်ခင်ဗျားတို့ခေတ်တော့တခင်ကြီးရှုကြွလာမဲ့ချိန်တောင်မှမသိအဲ့ဒါဆိုရင်အပြစ်ကြီးသလားကြီးတယ်သိတော့ရလားဒါဆိုရင်ကျွန်တော်တွေပါတယ်လေအပြစ်ကြီးတယ်အပြစ်ကြီးလို့မခေါ်ပါလေဖောက်ပြန်တော့ကျွန်တော်ခေတ်ကာလနားမလဲတဲ့လူတွေပါလေဖောက်ပြန်နေပြီရှင်းသွားပြီလားဖောက်ပြန်နေပြီဒါကြောင့်သိရမယ်နော်သိပြီသိကိုသိနေရမယ်ဒါအလကားနဲ့သိလို့မရဘူးလိလာကျန်းစာဖတ်ရမယ်တင်နှန်းတက်ရဟုတ်တော့မလားနားမလဲနိုင်ဆရာတွေကိုဘာလုပ်မလဲမေးရမယ်နော်နောက်အခုကတော့ဒီမှာonline ထဲမှာအများကျွန်တော်ရေးထားပြီးပြီနော်ဒါကြောင့်မသိလို့မရတော့အကြောင်းပြလို့ရသလားမအားဘူးပြောချက်ပြန်လာလို့ဆိုမအားဘူးအဲ့လိုရှိလားရှိဘူးမိမယောက်ျားကပြန်လာတော့မြန်ဝေးရနေတော့မှဒီစစ်မှာဂျူနော်ဟုတ်ကဲ့မအားဘူးအဲ့တော့သူယောက်ျားဘယ်လိုနေမလဲသွားပြီယောက်ျားတော့ပေါက်ဝဲတော့မှာနော်ဒါဆိုခရစ်တော်ပြန်လာတော့မယ်ကိုတိမပြင်ဆင်သေးဘူးဟုတ်လို့မလားသူကရိုးပြန်လာမှာပေါ့အဲ့ဒီမဲကလူပြိုကနေဟိုးမဲရစကားမှာနော်ဒါနဲ့လက်ထပ်တော့သူကိုယ်တိုင်ပိုက်ဆံတူထားတယ်မိမဘာမှမရှိတော့နော်အဲ့ဒါမှာဘုရားကြောင့်လည်းပြီးထားတော့ဆရာကလည်းထပ်ပြီးမယ်လိုချွေးမရမလဲအပေါ်တာဝန်ယူတော့လို့သူ့ကိုပြောထားသူကဘာမှမပြင်ဘူးပိုက်ဆံလေးကိုလည်းတုံးဖြုံးပလိုက်တယ်မဟုတ်ရင်လည်းတစ်တာထဲမှာထည့်ထားတယ်ဘာမှမပြင်စေမှုဆိုသူ့ယောက်ျားပြန်လာတဲ့အခါလူပြိုပြန်လာတဲ့အခါမှာအယောင်ဝမ်းသာမလားမသာပါဘူးခင်ဗျားတို့ဘယ်လိုနေလဲစစ်ဆိုးမလားစစ်ဆိုးပါဘူးအဲ့ဒီယောက်ျားအဲ့ဒီမျိုးကိုရောက်လာတဲ့တခါဘာလို့ရှင်ပါလဲအစီအစဉ်တော့မှဘာလို့လဲဖြတ်သူမပိုက်ဆံမရှိလို့ဆိုပိုက်ဆံအခုလူတော့ပေးထားတယ်မရဘူးလားဆိုတော့ရတယ်အခုတော့ကျွန်တော်တို့ရသလားဖယားတယ်ငါဖယားတကယ်ဒါနဲ့ကောင်းကြီးရလားအဲ့ဒီကောင်းကြီးရတဲ့ဥစ္စာတွေနဲ့ပဲပို့လို့ချင်တာပဲလုပ်နေတာလားဖယားလို့ချင်တာလုပ်နေတာပို့လို့ချင်တာပဲလုပ်နေတာမအားဘူးလေဟုတ်လို့တရားဟောဆရာမမဟုတ်တော့အဲ့ဒါဆိုင်သလားခရစ်တော်တရားဟောဆရာတွေပဲခေါ်မှာလားတရားဟောမဟောတဲ့လူတွေခေါ်မှာလားဟောတယ်အကုန်လုံးခေါ်မှာလားယုံကြည်လို့ခရစ်တော်လက်ခံတဲ့လူတိုင်းခေါ်မှာလားဒါနဲ့တော်လာချင်းလက်ခံတာပါစီလုံးဝမဟုတ်ဘူးလုံးဝမဟုတ်ဘူးကိုပြမြင်မလားမြင်လာပြီလားမြင်လာပြီနော်အဲ့တော့မှအဖြစ်နော်တရားတွေအလားလုံးကတော့အဖြစ်မရှိဘူးနော်အခုအပြည့်နဲ့ပဲလေပြောတော့မှာအဲ့ဒါပြည့်နဲ့ပြန်ဆရာလို့သလားမလို့ပါဘူးခင်ဗျားလုံးလိုက်လေဟောတော့လားပြင်ရမလေကဲဟောလက်ထပ်တော့မယ်ဆိုရင်ဘာပြင်ဆရာလို့လည်းပြောပါဦးလက်ထပ်တော့မယ်ဆိုရင်အဲ့ဒီပြူမဘာပြင်ရကျမကတော့အဲ့ဒါခေါ်ပြီးကျမကရုပ်စဲတခုအကျွေးမဲတွေတွဲလောက်ရမယ်အဝတ်စားနဲ့ပြင်ရမယ်နောက်ပြီးတော့အခမ်းအနားအတွက်လည်းပြင်ဆင်ရမယ်နောက်ပြီးတော့တင်းဆရာကိုလည်းမေးထားရမယ်နောက်ပြီးတော့သူများဖိတ်ဖို့ပြရမယ်နောက်ပြီးတော့
လူပြိုနေနဲ့ရောရောတော့ ပြောရမနေအောင် 哇！ အရေးကြီးဆုံး ရေးကြီးဆုံးပဲတော့နေနေတာဟုတ်တော့မလားအေးလူပြိုနေနဲ့ဗာလဲဝိရှောင်းလေလူပြိုနေရတာငါကြိုက်လဲပါတော်လည်းအရန်ချောတယ်လေအဲ့ဒီကစပါလာလူပြိုနေရတဲ့သူ့ကိုမလုပ်လာလေကတ်ချင်တာအဲ့ဒါဆိုတော့ဘာလုပ်အောင်လဲရှောင်းမယ်အဲ့ဒါအတိကပဲအတိကဟုတ်တယ်နော်အေးလူပြိုတွေကိုဘာလုပ်အောင်လဲရှောင်းရမယ်လူပြိုတွေကလည်းဒီဟိုတခါနဲ့လက်ဆောင်လေးတွေပါနေပေးမလား ပြင်ပါ အဲ့ဒါလက်မခံတော့လက်မခံရဘူးဟောလည်းကပေးတယ်ဟောချက်လိုက်တာငါချက်တဲ့ဟို iPhone လေးပေးတယ်လေအဲ့လိုနေရောမလား မယူပါဘူး မယူပါဘူးသဘောပေါက်ပြီနော်အေးလူပြိုတွေလည်းအငိမ့်နေမလား ဘယ်နေလဲ ဘယ်ဒီမလဲသူတို့ကလည်းလူချင်းတယ်လေအဲ့ဒီပြုံမချိုးတာဟုတ်လားမလားဒါဆိုရင်ခင်ဗျားတို့ကိုအဲ့ဒီလူပြိုကဘယ်လိုလဲ အစားနဲ့ စာရန်ခင်ဗျားတို့စာရနာချောင်းနေသလား ချောင်းနေတာ ဘာလေးတွေနဲ့လေ အဲ့ဒီ iPhone နဲ့ iPhone လေးတွေနဲ့အော်ဒီမှာစီစဉ်တာဟုတ်တော့မလားအေးအင်္ဂါနဲ့ဟို5 bedroom တော့3 bedroom တော့ဟုတ်တော့မလားအင်္ဂါလည်းနှလုံးရှိတယ်ဟုတ်တော့မလားဇင်းနေပိုးတယ်အဲ့ဒါလေးနေနဲ့အဲ့ဒါရဖို့ရအတွက်ကိုတခါလုံးလုံးရသလား တော့ပါ အဲ့လိုအခုအဲ့ဒီချိန်မဟုတ်တော့ကားလည်းဘယ်လိုကားမျိုးဝယ်ရမလဲ0 mileage ဟုတ်တော့မလားခလုတ်တိဆရာလည်းများသလားအဲ့ဒါလေးလိုချင်တယ်လို့ပြောတယ်အဲ့လိုပဲနော်ဒီဒါလေးလိုချင်တယ်ဆိုတော့ပတ်စံယူရမယ်ပတ်စံရှိရမယ်ပတ်စံရှိဖို့ရအတွက်ဆိုဘာလို့မလဲအလုပ်လုပ်ရမယ်အလုပ်လုပ်တယ်ဆိုတော့ဗာလဲအချိန်ရှိသေးလားအဲ့လိုနဲ့ကျွန်တော်တို့ကိုနော်ငါတို့အင်္ဂါတစ်ခါနဲ့အင်္ဂါလေးတဲ့မှာမင်းပူချောင်းပါစိန်တယ်ဘယ်လိုဟုတ်တော့မလားupgrade လုပ်တယ်ဟုတ်တော့မလားအဲ့ဒါလေးနေနဲ့အားကြပြီးတော့အဲ့ဒီအတွက်ကိုပတ်စံလို့သလားလို့ဒီအလကားပြီးတော့မပေးဘူးဟုတ်တော့မလားအဲ့ဒီကအဲ့ဒါလေးနဲ့အချင်းမအားအောင်ကိုကျွန်တော်လုပ်တာအချင်းမအားအောင်ကိုလုပ်မှာစာရနာလေအဲ့ဒီလူပြောရတယ်သူစာရနာမဟုတ်လူပြောအဲ့လူပြောတဲ့ချစ်စရာကောင်းတယ်ဟုတ်တော့မလားအေးငါလူချင်းနေစင်တော့အဲ့ဒါပြီးမယ်တခါနဲ့အလုပ်တွေလည်း offer လုပ်မယ်နော်တခါနော်တတိယနေ့လုပ်တယ်ဆိုတော့ဓာတ်ပေါ့ သုံးစား ဟုတ်တော့မလားအဲ့ဒါနဲ့နောက်တချို့နေရာမှာကြတော့အလုပ်ဖြုတ်မယ်နော်အဲ့ဒါမလုပ်ဘူးအဲ့တော့မဟုတ်တော့မလားအေးနောက်အခုလေအားရတော့ချမ်းနေပါလို့စိုက်တော့အဲ့ဒါတွေကနေလေဆွဲတယ်ခလေးတွေကလည်းဟိုပူကဟုတ်တော့မလားမိမလည်းယောက်ျားကလည်းတမျိုးလုံးအဲ့တော့ကြောင့်ဘယ်လိုဒီပူကနေဘယ်လိုသုံးပါလဲအနည်းဆုံးကလိုသုံးမလားဟိုအဝေးကြီးကလိုသုံးမလားအနည်းဆုံးကလိုသုံးပါလူပြောရတယ်လေဟောဘယ်လိုဒါဖြစ်တော့မချီအောင်မပြင်းစီအောင်ဘယ်လိုလုပ်ရမလဲဆိုတော့သူသိတယ်ဟုတ်တော့မလားအဲ့ဒါကြောင့်အနည်းဆုံးကလိုသုံးပါအနည်းဆုံးကလိုသုံးပါအဲ့ဒါကြောင့်ကျွန်တော်မှတတိထားဒါကြောင့်ခေတ်ကာလဆိုတာကဘယ်သူကဆွဲတာလဲ ဖျားက ဘယ်ဆွဲတယ်အဲ့ဒါသူခေတ်ကာလဆွဲတာကိုဂယုမဆိုင်ကိုလှုပ်ချင်တာလှုပ်နေချင်းတဲ့ချင်းမှာရှိမလား ရှိ မရှိတော့နော်အဲ့ဒါကြောင့်ခုလေဒီမှာခင်ဗျားတို့နေလို့ဆရာကဥဆောင်ပြီးတော့ဆွဲကြတယ်ဒီခုနှစ်ကြောက်လာရှိတယ်ခုနှစ်မြောက်လှုပ်ရင်းနဲ့တခါနဲ့ခွင့်ယူကြဆိုတာခွင့်မယူဘဲနဲ့ဒီမှာလည်းတင်နာမတက်ဘူးဆိုရင်ဒါတွေမသိရတော့နော်အဲ့ဒါတွေမသိရတော့ဒါကြောင့်ကျွန်တော်တို့ဖယားတင်းတို့ဆရာတွေနဲ့တင်းတော်တို့ကြီးတွေဆွဲတာတောင်မှမလိုက်နာရင်ဖယားတဲ့ခေဆွဲတာတော့ပါဖို့ဆိုတယ်နော်ဒီဘုံကြီးဒါကြောင့်ဖယားတဲ့ခေကစီစဉ်ဆွဲသလားဆွဲတယ်အဲ့ဒါကြောင့်ခေတ်ကာလမသိတာတွေအပြစ်ရှိသလား ရှိရဲ့ ရှိတာကြီးကြီးမားမားလားနေတေးတေးလေးလား ဒီမှာ ကျွန်တော်တို့ကဘယ်သူရဲ့ဘယ်လိုသမီးခင်ရတယ်ကျွန်တော်တို့လက်ထပ်ပြီးပြီလားပြီးပြီစစ်ဆက်ပြီးပြီစစ်ဆက်တဲ့ခါမှာဟိုအပြုံမနော်လာရစီဘရင်းနေတာစစ်ဆက်ခဲ့မလားတခါခဏစစ်စက်နေတယ် စစ်ဆက်နေနော်အေးလာရစီ ခဏပြောကြည့် ကျွန်တော်ကိုစစ်ဆက်ဘူးလားတော်တာတိတ်လားတိတယ်တိတော့စစ်ဆက်တဲ့နေ့မှာဘယ်လိုခံစားစိတ်လုံးပြတာဒီခုနော်
ပြုံမကငါ့ကိုစိစက်တလားမစိစက်ဘူးလားဆိုတော့မသိဘူးဆိုနေရပါလေအဲ့ဒီပြီးမှမယူနဲ့တော့ဘာဖြစ်နေတာလဲ အရှိဘူး မဟုတ်ဘူးအယူပဲ အယူလေ အယူမှာပဲဟုတ်မလားစိစက်တဲ့ခါမှာစိစက်မလည်းမသိမစိစက်မလည်းမသိအဲ့ဒါဆိုပါလေအယူနေပြီယူနေပြီအဲ့ဒါယူမှာဟုတ်လားမလားဒါကြောင့်စိစက်တဲ့အကြောင်းသိဖို့သိရအဲ့ဒါပါလေဆိုတော့ခရစ်တော်လက်ခံတဲ့သိဟုတ်လားနော်တော့သိရမယ်ရှင်းပါပြီနော်ဒါကြောင့်ကျွန်တော်တို့မှာခရစ်တော်နောက်တော့မှကျွန်တော်တို့ပြင်ဆင်ရတော့မယ်ဘာပြင်ဆင်မလဲဆိုတော့လက်ဆောင်ပေးရတော့လူပြောအလဲပိုက်ဆံမြိုက်ပို့ပြီးလားပြီးပြီနော်အဝတ်စားတွေလည်းဝယ်ဖို့ရအတွက် make up တွေမှာအစုံကုန်လုံးကို personal လည်းပို့ပြီးလားပြီးပြီအဲ့ဒါနဲ့ပြင်ဆင်ရုံနဲ့မပြီးသေးကိုကလည်းလက်ဆောင်ပေးရတော့နော်အပြုံမကလည်းတို့ရဲ့လူပြောကိုဘာလို့ရတော့မှာလဲလက်ဆောင်မပေးသေးဘူးလားဘာပေးရမလဲသူ့ဘဝတစ်ခုလုံးပေးလိုက်ပေါ့ တို့ဘဝတစ်ခုလုံးပေးရနော်ခရစ်တော်ကတော့ကျွန်တော်တို့ကိုပါပေးတယ်ဆိုတော့ဒီဖက်ခန်းကြီးဒီဖက်ခန်းကြီးအားပေးပါမယ်နာအငယ်20နဲ့6ဝင်ကြည့်ရကြည့်ဖိုက်ခကြပါဦးထိုအသေးတော်တွေတတ်ရှိဝရဲ့အပြစ်ကင်းလျက်ရှိသည်ဖြစ်၍အငြိအကျေးတင်ခြင်းအည်တို့ခြင်းမှစသည်တို့နှင့်လွတ်လပ်သဖြင့်အသေးတည်တယ်လျက်ရှိသောအသေးတော်ကိုခရစ်တော်သည်မိမိအားဆက်တာအလုံးမှာတော့ပတ်တော်၏၌စေကြောခြင်းအပြင်စေကျဲစီမည်အကြောင်းထိုအသေးတော်ကိုလုံးကကိုယ်ကိုဆွတ်တော်မူ၏အဲ့ဒီ26နဲ့29နော်ဆိုတော့ကခရစ်တော်ကအသေးတော်ဆိုတော့ယုံကြည်သူတွေလေကျွန်တော်တို့တွေလေအဆောက်အဦလားအသေးတော်ဆိုတာအဆောက်အဦလားအခုခေတ်မှာလူတိုင်းကအသေးတော်ဆိုတာဘာထင်လဲအဆောက်အဦလူအုပ်ကြီးထင်တာမဟုတ်ဘူးတကယ်ခရစ်တော်လက်ခံတဲ့လူမှာအသေးတော်နော်ခရစ်တော်လက်မခံတဲ့လူတွေအသေးတော်လောက်ကြတယ်အဲ့ဒါအသေးတော်လားအဲ့ဒါအထုလေအထုကခရစ်တော်ကယူဆိုင်တယ်လားခရစ်တော်အသေးတော်ကခရစ်တော်ရစိစပ်ပြီးတဲ့နော်ခရစ်တော်လည်းမခံတဲ့လူတွေကအသေးတော်ထဲမှာပါတာလား ဒီမှာပါတယ် ခရစ်တော်လည်း ခုထဲမှာဆိုတော့ပါတယ် ခရစ်တော်အသေးတော်ဆိုတဲ့ထဲမှာ ခရစ်တော်အတင်းဆိုမပါဘူး ခရစ်တော်အသေးတော်ထဲမှာဆိုရင်အတုမီပါသလား မပါဘူး မပါဒါပေမဲ့လူအမီမတော့ပါနေလား ပါတယ် တချို့ကျတင်းလုံးကျွတ်ကိုအတုဖြစ်နေတာကျွန်တော်တို့အသေးတော်တော့3ပုံ2ပုံလောက်3ပုံ2ပုံလောက်အတုဖြစ်နေတယ်မတော့ဝဲလောက်ဟုတ်တော့ဘာကြောင့်လဲဆိုတော့ဝဲလောက်ကဘာကြောင့်ပါလဲယောက်ျားကဘောနကဖြစ်ပြီးမိန်းမဘောနကဖြစ်ပြီးခရစ်တော်လက်ခံပြီးပြီဆိုကိုယောက်ျားကပါလာလေအဲ့ဒါပြန်ပြောဖို့မလို့တော့ဟုတ်တယ်နော်ဒါသမီးတွေလည်းပါလာတာ ပါတယ် အဲ့ဒါလည်းခရစ်တော်မရလည်းပါလာသလား ပါတယ် ပါလာတယ်ကြီးလို့မရဘူးအဲ့တော့အတူအမြင်နဲ့ပါတာအကုန်လုံးအစ်ဖြစ်ဖို့လိုရသလားတင်းလုံးကျွတ်ခရစ်တော်ရတဲ့အတင်းတော်ရှိပါလားမရှိဘူးတင်းလုံးကျွတ်ခရစ်တော်မရတဲ့ဥစ္စာတော့ရှိသလားရှိတယ်အဲ့ဒါတော့အများကြီးပဲတင်းလုံးကျွတ်ခရစ်တော်မရတဲ့အတင်းတော်တော့အများကြီးတင်းလုံးကျွတ်ခရစ်တော်ရတဲ့လူတွေကကြီးရတော့မဖြစ်နိုင်ဘူးဘယ်လိုမှမဖြစ်နိုင်တဲ့ဆိုလူ20 30လောက်မှဟုတ်လို့တင်းတိဆိုတော့ဖြစ်နိုင်သလားဖြစ်နိုင်တယ်နော်အသက်ကြီးတဲ့လူတွေနောက်ခါနဲ့လက်ခံတဲ့လူလောက်ပဲဆိုဒါမင်းတော့ဘာကြတော့ဘာဖြစ်လဲဒေါ်မြူစီတွေလည်းပါလာအဲ့ဒီဒေါ်မြူစီတွေကခင်ပွန်းတယ်နော်နောက်ပြမသားသမီးတွေနော်ဆွေမျိုးတွေအဲ့ဒီပါလာတော့ဒီကောင်းကြီးဒီမှာကြည့်ရခရစ်ကျွန်တော်တို့ခရစ်တော်ကိုလက်ဆောင်ပြီးဖို့ရတာပါပဲအရေးဒီချင်းအရေးတို့ချင်းအဲ့ဒါလည်းမရှိရဟုတ်နော်အရေးတို့နေတယ်အခုလူပြောပြနေပါကြောက်လာတာ
ရှင်းသား အကြီးကတင်းနေတယ်လေဘာကြောင့်ဖွားကြီးတွေဖူးကြီးတွေမလာတာလဲအရင်တွတ်နေတာဟောတော့မလားဟဲ့တာပဲဒါကြောင့်အပြူမလေးနဲ့လေအရမ်းလာတယ်ဆိုတဲ့စာအရမ်းတင်းနေတာအကြီးကတင်းနေတာမတွတ်ဘူးဖွားကြီးတွေဘာကြောင့်မလာတာ ဒီတော့ အရင်တွတ်နေပြီဟောတော့မလားအရင်တို့ချင်းမဆက်နေလွတ်လပ်တယ်အတရီတက်တယ်လေရှိတော့အတီးတော့ခရစ်တော်ဒီမိမြဆက်တာခရစ်တော်ဘယ်သူဆက်တာပါလဲသူ့ကိုဆက်တာမဆေးလို့ရှိတယ်အမေရိကန်ကလူပြိုကအဲဒီဆက်တာအပြူမလေးကိုဝဆာလာပါလေးနဲ့မေကပ်တွေနော်အမျိုးစုံကိုပို့ထားတယ်အဲ့ဒါသူပို့တာကိုအပြူမဘာလို့ရမလဲနေကမဲ့တုံးပြရမယ်အဲ့ဒါနဲ့ဘယ်သူ့ကိုဆက်တာဖို့ရတာသူ့ကိုလေသူ့တကယ်ရှင်မဟုတ်ဘူးသူ့ကိုဘယ်သူ့အတွက်ပို့တာလဲ သူ့အတွက် သူ့အတွက်ပဲဟုတ်တယ်နော်လူပြိုကဘယ်လိုမြင်ချင်တာလဲ ဆက်လာပါ ဟလာပါပါလေးလေအေးအဲ့ဒီပြိုမလေးကသူ့ရဲ့ရီစာရဲ့ပုံနဲ့စာပုံလုံးတိတိကျကျတိတ်ထားမယ်ဟုတ်ကလားဘာလို့အောင်လဲ အသုံးပြု အသုံးပြပါမယ်အဲ့ဒါနေနဲ့အလှဘာလို့အောင်လဲ ရဆင်ရမယ် လက်စင်ရမယ်နော်ပြန်လာတဲ့ခါမှာသူဘယ်လိုမြင်ချင်တာလဲ လာလာပါပါ ရုပ်ရှင်မင်းသမီးလိုမြင်ချင်တယ်လေဟုတ်တော့မလားတခါနဲ့တောသူမကြီးလိုပဲအရင်တော့ကလိုပဲဘာအဲ့တော့မပြင်မစင်းနဲ့ပဲအဲ့လိုတွတ်မယ်ဆိုရင်သူ့ယောက်ျားဘယ်လိုနေမလဲ စိတ်ပြတ် စိတ်ပြတ်သွားမှာဟုတ်တော့နော်ခင်ဗျားတို့ဘယ်လိုမြင်မလဲခင်ဗျားတို့ကျွန်တော်ဘယ်လိုမြင်မလဲဖခင်ကခရစ်တော်ကြွလာတဲ့ခါ ရမန်တာစီ ဘာဘရမလောကအရာတွေနဲ့စိတ်ကိုထဲမှာလည်းအမိုက်တွေအများကြီးဟုတ်ကားတွေလည်းကားတွေအင်ဂျင်ရောနားရောဟုတ်မလားအေးတခါနဲ့အမဲလိုက်အမဲလိုက်လို့ဆိုတော့ဒါကြီးနေဟုတ်လို့မလို့အေးရာတွေနဲ့ဟုတ်လို့မလားအဲ့တော့ရှင်တော့ကျွန်တော်တွေ့ရတာသူဝတ်မြောက်ပါမမြောက်ဘူးအဲ့ဒါကြောင့်လာပါပါလေးအန်တရှင်းရှင်းလေးအဲ့ဒါအတိကဘုခါနာမဟုတ်တရားတွေကိုခန္ဓာကတော့ဘယ်လိုခိုင်းတာလုပ်တာလဲစိတ်ကခိုင်းတာလုပ်တာဟုတ်လို့မလားအဲ့ဒါကြောင့်ကျွန်တော်ရဲ့စိတ်တက်ရှင်းပြီးတော့အဲ့ဒါကိုဘာတက်ရှင်းလုပ်နိုင်လဲဆိုတော့နှုတ်ကပတ်တော်ရည်အဖြစ်နှုတ်ပတ်တော်ဘာနဲ့ပြောတယ်လဲရည်နဲ့နိုင်ထားတယ်ရည်ကနေပကံဒီကိုစေးလား စီစီ အဲ့လိုပဲနှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့အနာကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာမှာတန်ရှင်းရေးလုပ်ပေးသလားလုပ်ပေးတယ်ဒါကြောင့်ကျွန်တော်နှုတ်ပတ်တော်ကြီးလည်းစီအဲ့ဒါကိုလှပပလေးထိုက်ခရစ်တော်ကိုပြပေးရမှာအခုလှပရဲ့လားလောကမှာကိုတိုင်းလှပပလေးကျွန်တော်တို့မြင့်ညို့တာဒီအရာကမြင့်ညို့တယ် စိတ်နှလုံး စိတ်နှလုံးမှာဘာနဲ့ညစ်ညူးတာလဲလောကအရာအဖြစ်ဖြစ်တယ်လောကအရာကျွန်တော်တို့ကိုညစ်ညူးစေတာလောကအရာပဲစိတ်နှလုံးထဲမှာနိုင်ငံကြီးပဲရှိနေတယ်လူမျိုးကြီးပဲရှိနေတယ်စီးပွားကြီးပဲရှိနေတယ်အပျော်ပါပဲရှိနေပဲဆိုညစ်ညူးသလားတန့်ရှင်းသလားညစ်ညူးတယ်ဒါတွေကလည်းအလိုလိုကဲအမိုက်တွေရနော်ဖုန်တွေကဘဲနေလာတာသူတို့အိမ်ထဲမှာဖုန်တွေကလာတာအော်ဆရာကောင်းနေတော့ကျွန်တော်လည်းခုအိမ်မှာနေတဲ့ခါဒီရက်ဒီလေးမှာတည်းတခါအမိုက်တွေကလေကျွန်တော်လူကြီးတွေပဲနေတာနော်ကျွန်တော်ဒီမင်းကသားကြီးတွေရောသူရောက်ပဲနေတာမင်းကနေပဲလည်းမသိတော့တပြည့်စီတခါထဲမှာလဲရအောင်တနေ့မှာလေနှစ်ခါသုံးခါလဲနေရတယ်နော်အဲ့ဒါအမိုက်တွေကတော့မထင်မှပဲနဲ့ရှိနေသလားခင်ဗျားတို့မင်းအိမ်မှာရှိသလားအေးရှိတယ်ညစ်ပတ်နေတော့နော်ဒါကြောင့်ကျွန်တော်တို့မှာပါလို့လဲဆိုတော့ကအဲ့ဒါတွေကိုအဲ့ဒါဘာကြောင့်လဲဆိုတော့ကနော်မသေးလို့ဖြစ်တယ်အမိုက်ရလာလိမ့်မယ်နေရမယ်လွတ်ပြလိုက်အောင်နော်အဲ့လိုပဲကျွန်တော်တို့စိတ်နှလုံးကိုညစ်ညူးတဲ့ဥစ္စာကိုဘာနဲ့လုပ်ရမှာလဲလောကမတော်ရည်နဲ့ဘာလို့မလဲစင်းရမယ်တန့်ရှင်းလို့ရမယ်ဒီတော့ကျွန်တော်ရည်ချိုးတယ်ဒီမနေ့ကျတော့အိုက်လာတယ်တခါတည်းနဲ့ဟိုဒါမဲ့ရည်ပြန်ချိုးလိုက်တယ်နော်ဆိုတော့ကျွန်တော်တို့ဒီနိုင်ငံမှာဆက်ဖုံးမရှိဘူးဒါပေမဲ့ကြီးတွေ
တွန်းစရာရှိသလားကြီးရှိသလားဘာကြောင့်ရှိတာကျွန်တော်တို့ဆေးပြီးတည်တယ်လေကျွန်တော်တို့ကိုခန္ဓာတည်တယ်လေအဲ့ဒီတည်တဲ့ဆက်ကြီးဖြစ်တာအဲ့ဒါကြောင့်ခါဖုန်ကတ်စရာကျွန်တော်နယူးဒေလီအိန္ဒိယပြည်နယူးဒေလီရောက်တော့အိမ်ကနေထွက်သွားတယ်တင်နှပ်ပေးတယ်ပြန်လာတဲ့ခါရေမချိုးလို့မရတော့ဘာလို့ငိပတ်တယ်ဆိုတော့အဲ့ဒါမမြင်ရဘူးနော်မမြင်ရဘဲနဲ့တခါနဲ့ကြီးတွေအများကြီးထွက်လာတယ်နယူးဒေလီကတော်တော်ကြီးပါတယ်ဒီလီထုထဲမှာပါဖြစ်လာအဖို့တွေမမြင်ရတဲ့ဥစ္စာတွေအများကြီးတခါနဲ့အလုံးလုံးတလို့ပဲတော်တော်ကြီးတွေကတွန်းစီအများရရှိတယ်အဲ့ဒါအမောဆရာကောင်းကျွန်တော်တို့တတ်တဆင်းဆင်းနေလဲကြီးထွက်လာထွက်တယ်နော်ကြာလာထွက်တယ်အဲ့ဒါပဲလဲဆိုဆေးတွေတည်တယ်ကျွန်တော်အတစ်တွေလုတ်ပြီးတယ်ဗျာဟောင်းနေအဲ့ဒါလည်းကြီးဖြစ်အဲ့ဒါကြီးများရင်ချမ်းသာလားအေးသလားပူဘာမှအကာကွယ်ယူပြီးတယ်လေအဲ့ဒါအောင်စရာကောင်းတယ်နော်တော့ကြီးတွေရှိတယ်ဆိုရင်တော့ပူပြီးတော့မှထူတယ်မလားဒီအဲ့ဒီဥစ္စာနဲ့မကာကွယ်ပဲနဲ့ပူအေးတယ်အဲ့ဒါတွေတွန်းပလိုက်မှပဲရည်နဲ့တွန်းလိုက်မှပဲဘာဖြစ်သွားလဲနူးပြီးသွားတယ်အောင်စရာကောင်းတယ်နော်အဲ့ဒါရောင်းမြဖြစ်တယ်ခင်ဗျားတို့ကြည့်ရတာကြီးထူနေတာဝိညာဉ်ကြီးထူနေတယ်ဟုတ်လို့မလားဝိညာဉ်ကြီးထူနေတာအဲ့ဒါကြောင့်ဒီမှာခင်ဗျားတို့ကြီးတွန်းပြီးဖို့ရအတွက်လာတာဘာရင်းနေလဲဘာတော့ရင်းနေအခုတော့မတော်တတ်လာပြီနော်မျက်နှာမသိတဲ့လူတွေနော်ဟောတော့မလားကြီးထူနေတာအဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒါကြောင့်ခရစ်တော်ကိုလက်ဆောင်ပေးဖို့လိုတယ်ခရစ်တော်ကလည်းလက်ဆောင်ယူလာမယ်ဟုတ်တော့မလားကျွန်တော်တို့လည်းလက်ဆောင်ပေးရမလားပေးရမယ်ခင်ဗျားတို့ဘာပေးမလားပပစီစီလေးလာပပလေးမွမွေချင်တယ်ဟုတ်အဲ့ဒါတကူတယ်လားဆိုတော့ခရစ်တော်ကြိုက်နေတဲ့တာကပါလဲဆိုတော့သူကြိုက်နေတဲ့တာကဒီလောကအရာအကုန်လုံးခရစ်တော်ကြွလာတဲ့ခါမှာ iPhone ဝင်ပေးမလားဟုတ် Tesla ကဝင်ပေးရမှာပေးနေအောင်ကြိုက်လောကဥစ္စာတွေပါကြိုက်တယ်ဝိညာဉ်ကြိုက်တယ်ဟောတိရဲ့တန်းတယ်တင်တော့ပြဆက်လို့โอเคဝိညာဉ်တို့ရှာချာကားမောင်းဆရာလေးလို့သိလားလို့မသိတာမလို့ကျွန်တော်တကူတကလာမိတာမသွားပြီဒီကစတော့ပြောစရာတော့မလို့တော့တိရဲ့တန်းတယ်မလုပ်တဲ့စာဘယ်လိုလုပ်အောင်ဟုတ်လားမလားမသိတဲ့လူကြတော့ဘာလုပ်အောင်လဲသိအောင်ပြောအောင်သိပြီးသားတော့မလို့တော့လေလုပ်လိုက်အောင်ဒီလောကအုပ်ဒါကြောင့်အခုခင်ဗျားတို့တော့ပေါက်လိုက်တယ်အင်းပိုင်လာလဲအမှန်ကတော့ဥစစ်ပဲဟုတ်လားမလားအင်းကိုဘယ်တော့ပိုင်လာကျွန်တော်ရဲ့ကိုခန္ဓာစိတ်ဝင်ထဲမှာဘယ်ကပိုင်လာလဲအင်းကိုဘယ်နဲ့ပိုင်စိတ်ကနေဝိညာဏမကြိုက်ဘူးဘာပိုင်တော့လဲစိတ်ကနေပိုင်တော့ဟုတ်လို့မလားဒုတိယဘယ်တော့ပိုင်လာလဲခန္ဓာပိုင်တာခန္ဓာတော့စိတ်ရဲ့စိတ်ကပဲဒီအင်ပိုင်တယ်ဆိုတာကဘယ်သူကကြီးတာစိတ်ကားကိုလည်းဘယ်သူကပိုင်လာလဲစိတ်ကနေနော်ကိုခန္ဓာလည်းလိုက်တာလားစိတ်ကနေဆုပ်လေးပိုင်တာကိုလည်းကျင့်နိုင်ရင်လေကိုခန္ဓာလည်းကျင့်တတ်သလားကျင့်နိုင်တယ်ကဲစိတ်ကနေမကျင့်တတ်ဘူးတခါနဲ့အကြီးကြီးမှပဲအကောင်းစားမှပဲကျဆိုနေကိုခန္ဓာလည်းလိုက်သလားလိုက်တယ်အဲကြောင့်ခင်ဗျားတို့ကားပိုင်ရှင်လားဘယ်သူလဲစိတ်အင်းပိုင်ရှင်လားစိတ်ပဲမိမပိုင်ရှင်လဲစိတ်ပဲဟိုဘရင်းနဲ့လာယူစီရတခါအကောင်းဆုံးဟုတ်တော့မလားစိတ်ကပိုင်ပြီးမှကိုခန္ဓာပိုင်ဟုတ်တော့မလားကျွန်တော်တို့စိတ်ကတော်တော်ဒုက္ခပဲဟုတ်လို့
ဆိုရင်အင်းရှိထားပြရတယ်တော့ ချီစီဦးလေး ချီစီကိုဘာကြောင့်ထားလာ ရှုပ်ွက်နေနေကြတာ ရှင်းမမနေပြီးမှပြန်လာတော့အဲ့ဒါလူရဒီကြတော့ဘာဖြစ်လာ ဟုတ်တယ် ဟုတ်တယ်အဲ့ဒါကြောင့်တို့အင်းရှိမှာဘာထားပြရတယ် ချီစီဦး ချီစီကိုထားပြရတယ်ဟုတ်တယ်နော်အဲ့ဒါဒီတော့ဒီတိုင်းနဲ့ထူချက်တခြားပြည်နယ်တွေမှာဖြစ်နေတာတခြားပြည်နယ်ကထားစရာမလိုဘာကြောင့်ရှုံးမရှိဘူးလေအေးရပါလေဘာကြောင့်ရှုပ်မရှိတာတော့မီလေသူတို့ကတော့မီမြန်မာပြည်ကကျွန်တော်တို့ပူတာလေချင်းတောင်ကနေတော်တော်ကျွန်တော်တို့အကောင့်ဆုံးတွေသူတို့ပူတာ အာနော် ဟိုးကချီပြည်နယ်ဖက်ကလည်းနေရာကားတွေပူလာရှင်းပြည်နယ်လေအေရာလီဝေးကြီးကနေတိတ်ခိုင်းပြီးတော့ မျိုးဆိုင်ကိုစ အကောင်းလုံးမျောစာကောင်းဆုံးသူတော့မစရာမလိုပေါ့ပြမလို့ဒါနဲ့ပါလို့ရှင်းပြရတယ်ကြောက်ခဲကိုမတွေ့နိုင်ဘူးဟုတ်နော်အဲ့မှာချီစီဦးလို့လည်းတော့ခရစ်တော်ပြောတယ်လေမာသဲခန်းကြီး73ထဲမှာတပည့်တော်တွေကိုဘာလုပ်ကြလဲဆိုတော့ကျွန်တော်အဲ့လိုကျမ်းစာမဆက်တော့ပြပဲဘယ်လိုနေလဲပြီးတော့ဘယ်မှာလဲကျွန်တော်ခရစ်တော်ကြီးခြေတော့ဆေးပြီးတာခန်းကြီး73ထဲမှာတပည့်တော်များကိုခြေဆေးပေးတယ်လေနော်ယောဟန်ခန်းကြီး73ထဲမှာနော်အဲ့တော့အဆရာဘယ်လိုလုပ်ဖို့ထင်လဲနော်ဟုတ်တော့နော်ခရစ်တော်ကတပည့်ကိုယူပြီးတော့မှခါလိုက်ဆေးပြီးတော့မှဇလုံးနဲ့ရေကိုယူပြီးတော့မှတပည့်တော်တွေကိုတယောက်ပြီးတယောက်ခြေဆေးပေးသလားဘယ်တော့လဲကြီးများတယ်ကွာဗီဒီယိုဘယ်လိုပြောတာဆိုတော့ကျွန်တော်မစီခြေဆေးပေးမလားမဆေးပေးရဘူးလေခရစ်တော်သူကအဲ့ဒါဗီဒီယိုချစ်စရာကောင်းတယ်ကျန်တဲ့လူတွေကဘာမှမသိဘူးဆေးလိုက်တာဆေးလိုက်ခရစ်တော်လည်းဘာကြောင့်လဲဆေးတယ်လည်းမပြောဘူးဗီဒီယိုကမရှိရင်ကျွန်တော်ဘာကြောင့်ဆေးလဲသိမလားမသိဘူးအဲ့ဒါကတခါလေကျဗီဒီယိုလိုရတယ်တခါလေးနဲ့ဆော့စတူဒီယိုနဲ့ဘာမှမပြောဘူးဆိုတော့ဘာသိလဲစကားမပြောတဲ့လူကဘာသိလားကောင်းတာလည်းမသိမကောင်းတာလည်းမသိမချင်တာလည်းမသိလူတယောက်ကအဲ့လေအချက်တည်းမြင်မကြိုက်ဒါပေမဲ့အရှင်ကမစားဘူးတော့ပါဆုပ်တယ်အကုန်ဆုပ်တယ်တော့မကြိုက်ပြီမင်းတို့အရင်ရှင်းပလိုက်မယ်ရှင်းပလိုက်တဲ့ခါကျစားပလိုက်တဲ့ခါကျအရှင်ကအကြိုက်တယ်နောက်ဆက်ပြီစကားမပြောလို့နားလည်းပြန်လာရှိလားရှိတယ်ကျွန်တော်မကြိုက်ဘူးလို့ပြောရဲသလားပြောရဲတော့ပြန်လာကိုဘာလုပ်လဲလဲရှင်းလိုက်တာနဲ့အရှင်ကအကြိုက်တယ်ထင်ပြီးတော့ဘာပြောမှမပြောတော့ဘူးဟိုသူကြိုက်တယ်ထင်တယ်နောက်ထပ်ပြီးစကားမပြောချင်ရပြတ်တာနားရတာပြောလို့နားလည်းကောင်းသလားကောင်းပြန်ဘူးဟုတ်တယ်မလားပြောလို့နားလည်းမကောင်းဘူးအဲ့ဒါပဲကောင်းဘာမဆိုပါဘယ်တော့ကောင်းတယ်အဲ့ဒီတော့ပဲကောင်းပီတီကိုလည်းတခါနဲ့ချီမစေးပါချီမစေးရဘူးဘာကြောင့်မစေးလဲလို့ပြောတာလဲနေချတာတော့အားလာတော့ဟောတယ်ကျွန်တော်တရားအားလာတယ်ခါနဲ့ဘာလဲဆိုချီမစေးရဒါဆိုခက်တော့ဘာပြောလဲဆိုတော့တက်ကိုရှင်းမုံကလည်းကျွန်တော်ရဲ့ခြေကိုမစေးပါနဲ့အငယ်ကိုမှလက်ကိုလည်းကောင်းဒါတော့လည်းမဟုတ်ပါလို့လေ တိတ်ကမဆေးရလေတိတ်လေးမှမဆက်ဆက် နောက်မှတီးလိုက်တယ် နောက်မှသိနိုင်မယ်တဲ့ဘယ်တော့မှလဲနဲ့တော့နေစားအငယ်6နဲ့ရှင်းမုံပြည်သူစီတို့ရောက်တော်မူသောအခါထူတပဲ့တော်ကသခင်ကိုတော်ဒီကျွန်တော်ရဲ့ခြေကိုစီးတော်မူပြီလို့မေးလျှောက်ယေရှုကလည်းတင်းဒီငါပြုတ်သောအမို့ကိုယခုနားမလေသည်နောက်မှသိလိုက်ပြီလို့မိန်တော်အဲ့ဒီချိန်မှာမသိသေးဘူးပီတီယိုကတော့စကားများတတ်တယ်ဆိုတော့ကပေါ်တယ်ဆိုတော့ကသူကကျွန်တော်ကြည့်ရတာအရင်တရားလိုမျိုးတွေကပီတီယိုတက်မှများအဲ့ဒီပီတီယိုလည်းချင်းနေမှများမမရီဟိုတော့ကရင်တရားရနေတယ် ဒီမှာနည်းနည်းရှိသေးတယ်
ည်းနည်းရှိသေးတယ် တရားမှာ ကာယလုံးဝမရှိတော့ဘူးတီတို့မရှိဘူးဒီနမ်းမှာလေတီတို့ရှိမှကောင်းတာ ပြောရွှေ ဦးတီရှိနေတယ်အဲ့လိုရှိမှပဲတို့စကားပေါ်တော့ဘရီလတော့ကိုကရင်ထဲမှာကိုဘရီလနာတီတို့ငယ်ကိုမှာဒီရှိမပြီးတော့ကလည်းကျွန်တော်ခြေကိုတာမစေးပါနဲ့လက်ကို၎င်းကိုကောင်းကို၎င်းစေးတော့ဘောရှော့ပြန်တော်တော်လေးရှိမှာပါဟုတ်ပြီရှိမှာဒီတယောက်ကလည်းကိုတော်ဒီကျွန်တော်ရဲ့ခြေကိုအလေးမစေးတော့ဘူးညာကိုရှောက်ပြီးယေရှုကလည်းတင့်ကုန်ငါမစေးရလေတင်းနေငါနဲ့မဆက်ဆံရဘူးမိန်တော်နော်ခြေမစေးပြီးကိုစငါနဲ့မဆိုင်ဘူးလို့ဟောတော့မလားမဆက်ဆံရတော့ငယ်ကိုမှရှီမွန်ကလည်းအဲ့ဒါခါတော့လည်းတက်ပြတယ်။ဟောခေါင်းနဲ့ခြေတော့လည်းစီးပြီးတယ်လက်လည်းစီးပြီးပါငယ်တစ်စက်မှာယေရှုကလည်းယေချိုးပြီးသောသူသမီးတွေကခြေစေးချင်းမှတပါစေးရတော့အကြောင်းမရှိတကိုယ်လုံးစင်ကြယ်ဒီဟောတော့တကိုယ်လုံးစင်ကြယ်ပြီလားစင်ကြယ်ပြီတဲ့ယေချိုးပြီးသောသူတွေခြေပဲစေးဖို့လို့တယ်အဲ့ဒါခင်ဗျားတို့သိမှာပေါ့ဒီရာပရိတိုင်းနေတဲ့လူတွေသိတယ်သူတို့ကဘယ်မှာရေချိုးတာလဲ ဟိုရေကန်နေပါ ရေတွင်းထဲမှာမဟုတ်လေချောင်းမှာလည်းရေသူတို့ကအိမ်မှာရေကခတ်တာရေနေတာရေချိုးလောက်တဲ့အထိရေတင်နိုင်သလားသူတို့ကအဲ့တော့ကြောင့်ရေရှိတဲ့နေရာမှာဘာလုပ်လိုက်တာလဲတာချိုးလိုက်တော့တကားနဲ့ပြန်လာတဲ့ခါမှာရွှတ်ရှိပါအဲ့တော့ကြောင့်အိမ်ရောက်တဲ့ခါဘာလို့ခုလို့လဲချီစိုးလေအဲ့ဒါမှတဘောပေါက်တာနော်ဤတီလာတိုင်းဒီလေဤတော်ဒီတိုင်းနဲ့တူအခါနဲ့ဘာသူတို့တူတာတော့လုံးမီများလို့တူတာမဟုတ်ဘူးဘာကြောင့်လဲရေတွင်းတောက်တဲ့ကျွန်တော်ချင်းနေနားမလဲနိုင်ကျွန်တော်တောင်ပေါ်မှာနေတော့ကတောင်ပေါ်ကရေစီးတဲ့ဥစ္စာကိုရေတယောက်နဲ့ရေမသေးဘူးလေအဲ့ဒါကြောင့်ကျွန်တော်တို့ကအိမ်မှာပဲကြိုက်တယ်လို့ချူပြတချို့ကျွန်တော်ပိုင်းပြောတာဗောနော်အကုန်လုံးတော့ဥစ္စာလို့ရတော့ပြန်တချို့လူတွေကတော့လည်းအေရာတွေတိုင်းလိုပဲတခါနဲ့ရေတွင်းမှာချိုးပြီးတော့ပြန်တဲ့လူတွေရှိတယ်ဘာဖြစ်လဲယူအာကအပေါ်မှာနေတော့ရေအောက်မှာဖြစ်တယ်အဲ့ဒါမျိုးကြတော့ဒီဒါကြောင့်ကျွန်တော်တို့ရေတွင်းမှာရေချိုးတဲ့ရွာတွေအများရှိတယ်ချင်းတော်မှာလည်းနော်အေရာပရိတိုင်းမှာတော့အဲ့လိုပဲအခုနော်ဆိုတော့အဲ့ဒါကြောင့်အိမ်ရောက်တဲ့ခါမှာဘာလဲစီပြန်စီဖို့လိုပြန်တယ်လေချင်းတော့ပဲအိမ်ရောက်တဲ့ခါမှာဘာကြောင့်ရေမချိုးတာလဲတကူလုံးချိုးပြီးပြီလေတော့ပေါ့ပြီနော်ဒါကြောင့်ရေချိုးပြီးတော့တူဒီခြီစေးချင်းမှတပါမှာအဲ့ဒါမှာအဲ့ဒါမှယေရှုကလည်းယေရှုပြီးသောသူမီတွေကခြေစည်းချင်းမှတပါစီစီးရတော့အကြောင်းမရှိတကူလုံးဘာလို့လဲတကူလုံးစင်ကြယ်တယ်ဆိုတော့ယေရှုပြီးပြီဗောနော်ဒီတို့ဒီစင်ကြယ်တော်လဲဒီတို့ဒီစင်ကြယ်တော်လဲအချုမစင်ကြယ်အချုဆိုတာဘယ်လိုလဲအဲ့ဒါငယ်တစ်ဆက်တည်းမှာပြောတယ်လေကိုရောကိုအနာမေတော်ကိုတိတော်တော်ကြောင့်ဒီတို့ဒီအချုမစင်ကြယ်ဟုမိန့်တော်မူသည်ဟုတ်လားမလားယောရာစကာယောဒီချိုးတာစီကျေတာဒါကြောင့်အဲ့ဒီအခုမှပဲကျွန်တော်လည်းတတိထားမိတယ်ယောရာစကာယောကောင်းကရောက်မလားသူ့လည်းတပည့်တော်ပဲလို့ရောက်မလားဒီအရာတွေဆိုဘာကြောင့်လဲမစီကျေဘူးလေဘာကြောင့်ပါလဲဒီမချိုးဘူးလေဒီတကယ်ရေချိုးနောက်လိုက်နေတော့လည်းရေချိုးသလားမချိုးဘူးဒါကြောင့်သူဒီကောင်းကင်မရောက်မှာတော့တေချာသလားတေချာသွားတယ်အခုမှပဲကျွန်တော်လည်းသဘောပေါက်တယ်တော်လည်းရောက်မှာပါတခါနဲ့သူနောက်လိုက်ရတယ်ဒီမချိုးဘူးလေတော့ဒီသက်စီရေချိုးတယ်ဆိုတာဘာကိုဆိုလိုတာဖြစ်နိုင်ဖြစ်တော့ဘောဟုတ်တယ်မလားခရစ်တော်လက်ခံတာခရစ်တော်ဒီကျွန်တော်တို့ရဲ့ဖြောင့်မခြင်းလို့ပြောတယ်လေခရစ်တော်ဒီတခြားနေရာမှာကျွန်တော်ရဲ့တန့်ရှင်းခြင်းလို့ပြောတယ်လေခရစ်တော်လက်မခံတဲ့လူကဖြောင့်မသလားဖြောင့်မဘူးခရစ်တော်လက်မခံတဲ့လူကတန့်ရှင်းသလားမတန့်ရှင်းဘူးအဲ့ဒါကြောင့်ခရစ်တော်လက်ခံခြင်းဒီဘာလို့တာလဲရေချိုးတာရှင်းတော့နော်ခရစ်တော်လက်ခံပြတဲ့လူတွေကရေချိုးပြီလားချိုးပြီခရစ်တော်လက်ခံတဲ့နေ့မှာဘာဖြစ်သွားပြီလဲရှင်းသွားပြီချိုးပြီဒါပေမဲ့
အဲ့ဒါရည်တွင်းမှာလေအေးတခါနဲ့အိမ်ပြန်လာတဲ့ခါမှာဖြစ်လာပြီလေဘာကြောင့်ခြေတော့ပဲပေးတာလဲဘာကြောင့်လက်တွေမပေးတာလဲတကူလုံးမအားလုံးမပေး ခြေတော့ကမြေနဲ့နီးကတ်တာ အေးခြေတော့ကဘာနဲ့နေတာလဲဒီကြီးနဲ့နေတာ哦ဒါဆိုကျွန်တော်တို့ရေချိုးတာကကိုခန္ဓာမှာတော့သိတယ်ခြေတော့ပဲစီးဖို့လုပ်တယ်ဒါဆိုဝိညာဉ်မှာကျတော့ဘာစီးရမှာစိတ်နှလုံးဒီလောကကိုချစ်တာဘယ်တော့လဲအေးခုနပြောပြီးပြီလေအင်္ဂဘယ်တော့ပိုင်တာလဲစိတ်ကပိုင်တာကားဘယ်တော့ပိုင်တာလဲဘယ်တော့ဆွဲလန်းတာလဲအေးအဲ့ဒါကြောင့်စိတ်ဒီကျွန်တော်တို့ရပါတယ်ခြေတော့ ဝိညာဉ်ပိုင်းမှာဝိညာဉ်ခြေတော့ပါလေစိတ်အဲ့ဒီစိတ်ကပေးသလားပေးတယ်ဘယ်အရာနဲ့ပေးတာလဲဟုတ်တယ်တော့မတော်ဒီညပတ်နေတဲ့ခြေတော့ဘယ်လိုလာလဲတင်တယ်ဒီလည်းအမေကဘယ်လိုလဲနာမည်ဘယ်လိုလဲ တခုညို တော့ခင်ရအောင်ပြီတော့ခင်ရဒီမှာတခုတခါလာတယ်ဆိုတော့တခါနဲ့ဝိညာဉ်ခြေတော့ဒီပပချင်းနဲ့လာတော့လားမသိဘူးကျွန်တော်ဝိညာဉ်ခြေတော့ပါလေစိတ်အဲ့ဒီစိတ်ကဘာအရာကညစ်ပတ်စေတယ်လေဟုတ်ကဲ့ရာဆွဲလာနေလေဟုတ်တော့မလားဒီလောကအရာဆွဲနေတယ်လေပိုက်ဆံလားဝေလားချင်တော့အပြောအပါလားနိုင်ငံရေးလားလူမျိုးရေးလားနော်ဂိုင်းတနာလားဘာအရာနဲ့ညစ်ညိုးတာလဲမသိအဲ့ဒါတွေအကုန်လုံးစီးမရဘာကြောင့်ရင်ပြန်မချိုးတာလဲချိုးပြီးပြီလေချိုးပြီးပြီဒီရက်တခါပဲချိုးရမယ်နော်ခြေတော့ကတော့အပြင်ထွက်လိုက်တိုင်းဘာလုပ်အောင်လဲဆင်းရမယ်အဲ့ဒါကြောင့်ခြေရခဏခဏဆင်းရနော်ရှင်းတော့နော်ဒါကြောင့်ဘာရေးတယ်လဲလောကတော့ရေးဟုတ်ပြီဒါကြောင့်ကျွန်တော်တို့ခက်တော့လက်ထပ်တော့မယ်ခြေတော့ပြပြနဲ့ရှိနော်ရလားရဘူးခြေတော့လက်ဆင်းရမယ်စိတ်နှလုံးတန့်ရှင်းရမယ်ဒီနေ့တော့တော်တော်တန့်ရှင်းသွားပြီထင်တယ်အခုပြောတာနဲ့ကိုဟုတ်လို့မလားခဏလေးပြပြီးမလားမကျတော့ဘာပြီလဲအိုးခြေတော့ပြပြီးနဲ့လာပြန်လို့မနော်အဲ့တော့ကြောင်ကျွန်တော်တော့ဘာလို့ရမလဲခဏကြီးဘာလို့ရလဲသိရမယ်ဒါကြောင့်တချင်လုံးကျန်းစာဖတ်တာမလို့ဒါကြောင့်တခါလေးနားထောင်တခါလေးတရားဟောတာနားထောင်တခါလေးကျကိုယ်တိုင်တို့များပြောဟုတ်တော့မလားအဲ့တော့မှတချင်လုံးကျန်းစာဖတ်တာနဲ့တတ်ရှင်းမလားတတ်ရှင်းဘူးဒီကျန်းစာကိုတို့များဌာနတွေနဲ့နားထောင်ကိုယ်တိုင်လည်းတို့များကိုလည်းပြောဟုတ်တော့မလားအေးတို့ကကိုသိတယ်ဆိုရင်သိတယ်လို့မပြောနဲ့မသိတယ်လို့ပြောနေဟုတ်တော့မလားကိုလည်းမသိကိုထသိတယ်လို့ပြောလို့လွယ်သလားမလွယ်ဘူးကိုလည်းမသိတယ်လို့ရှိသလားရှိတယ်ခင်ဗျားတို့ထက်တော်တယ်လို့ရှိသလားရှိတယ်ခင်ဗျားတို့ထက်မသိတယ်လို့လည်းရှိသလားခင်ဗျားတို့အလေးရဟုတ်တော့ကျွန်တော်တို့ပြောမယ်အမောဆက်ပေါ့ကျွန်တော်အလေးဒါမှဆိုအလေးကျွန်တော်ရုပ်ဆိုးသလားဆိုကျွန်တော်ထက်ဆိုးတယ်လို့ရှိလားချောသလားဆိုတော့ကျွန်တော်ထက်ချောတယ်လို့ရှိလားရှိတယ်ကျွန်တော်ပူသလားဆိုတော့ကျွန်တော်ထက်ပူတယ်လို့ရှိလားရှိတယ်ကျွန်တော်ထက်ချီတယ်လို့ရှိလားအလေးကျွန်တော်ဟုတ်တော့ကျွန်တော်တော်သလားဆိုတော့ကျွန်တော်တော်တယ်လို့လည်းရှိတယ်အများရှိတယ်ကျွန်တော်ထက်ညံ့တယ်လို့လည်းကျွန်တော်အလေးရပဲနော်ဒါကြောင့်ကျွန်တော်ပြောရမှာဘယ်လိုစီမှာပြောရမလဲကိုယ်ညံ့တယ်ကိုယ်ထိုင်နေညံ့တယ်လို့ပြောမှာဟုတ်တော့မလားမသိသေးတယ်လို့ပြောမှာနော်ကိုယ်ထက်တော်တဲ့လူတွေစီမှာပြောလို့ရတယ်မရရတယ်ဒီကျွန်တော်ဒီလိုဆရာကြီးကျက်စာကြောင်းအောင်ကြီးတယ်လေပြောလို့ရလားရတယ်ဘယ်လိုပြောရမလဲဆိုအဲ့လိုပြောလို့ရလားရတယ်လို့လေးပဲခင်ဗျားတို့ဒီတော့ဘာလို့ကျက်စာကြောင်းဘယ်လောက်အောင်လဲဘာမဟုတ်ငါပြောမယ်အဲ့လိုဆိုတော့ရမလားမရဘူးအပေါ်စီးပြောလို့မရဘူးပြောလို့ရလားမကြောက်နဲ့ဘာမှမကြောက်နဲ့တို့ဝေးဖိုင်ခိုင်းတော့တို့ကိုစီရတင်လိုက်ပေါ့နော်ဆက်ကျွန်တော်ချီဆောင်ချင်းလာဆရာတို့တိတ်ကမသိဘူးလားမသိဘူးကျွန်တော်ကတော့ချီဆောင်ချင်းလာတယ်လို့ကျန်စာပြော
စုံနဲ့သင်ပေးတယ်ဘယ်သူမှဆိုသူတို့ကဲလာရတွေ့တဲ့လူတွေလည်းပြောလို့ရတယ်ဒါပေမဲ့နာတော့နာတတ်တယ်